သူများကအိမ်ငိုက်တယ်မဟုတ်ဘူးငါမျက်မှောက်တော့ကိုဆန်ငတ်ဖွင့်ငါရွေးချယ်မယ်တပါးသူကတနင်္ဂနွေနေ့မှာအလုံးလုံးဖွင့်ရသွားတယ်မဟုတ်ဘူးငါမျက်မှောက်တော်ထဲမှာတိုးဝင်ဖွင့်ရတော့ငါရွေးချယ်မယ်တင်းရဲ့အသက်တာထဲမှာဒီလိုမျိုးစုံပြတ်ချက်ချတယ်ရွေးချယ်တဲ့အခါမှာဖခင်ကတင့်ကိုတသက်ထူမှာဖြစ်တယ်ယေရှုခရစ်မေတော်မှာအိတ်ကသွားပြစပစ်ရေကုန်ပြီငါချိန်မြောက်သေးဘူးပြောတယ်ဒါပေမဲ့အဲ့ဒီမှာနောက်ဆုံးလဲကုန်တော့ယေရှုခရစ်တော်ကသူကြည့်လိုက်တဲ့အခါမှာစင်အိုး6လုံးတွေ့တယ်6အဲ့ဒီမှာရေတွေဖြည့်ပါအာမင်ဟာလေလုယာတွေ့ရတာရမဝမ်းသာတယ်အရာလဲဝမ်းမြောက်တယ်ဖျားရှင်အရောက်ချင်းစီတိုင်းဒီမှာရှိတဲ့အရောက်ချင်းတွေဖျားရှင်သူပဲကောင်းချီးပေးပါစေရှုစာကျွန်တော်တို့နှုတ်ကပတ်တော်နဲ့တူအသက်တာတည်တည်ကိုကျွန်တော်ခဏလောက်စက္ကန့်အနံ့ကြရအောင်အသက်ရှင်ကမ္ဘာတော်မူသောအဖကရောကိုယေရှုတင်နဲ့ဝိညာဉ်တော်ဖဖျားအဲ့ဒီသမီးရဲ့နှုတ်ရှာပစမှာကရောရှင်အသုံးပြုပြီးမှကရောရှင်ဆေလွတ်ပေးသနာတော်မူပါဤအချိန်ဒီကရောရဲ့အချိန်ဖြစ်ပါ၏ဝိညာဉ်တော်အရှိကနေဥဆောင်ပြီးဖြစ်လို့ယေရှုတင်နဲ့ဒီနေ့သမီးရဲ့အသက်တာမှာကပဲနဲ့ဒီမှာရှိတဲ့အရောက်ချင်းချင်းအသက်တာမှာကရောရှင်နှုတ်ကပတ်တော်အဖြစ်ကရောစကားပြောပြီးဖြစ်လို့ယေရှုတင်နဲ့ချိန်နဲ့အသက်တာလုံးစုံကရောလက်တော်တို့အနှံ့တဲ့အခါမှာယေရှုခရစ်နာမအဖြစ်ဆုတောင်းဆက်ကပ်ပါ၏အာမင်အာမင်အာမင်အဲ့တော့အရင်စိတ်လှုပ်ရှားနော်ဒီလိုစနှုတ်ကပတ်တော်မသွားခင်မှာကျမတို့ပေါ့နော်ကျမနဲ့ကျမအရင်ကိုဆရာတက်ကဆရာရီကီရိုစီမှာပေါ့နော်တာရောက်ပြီးမှတခါမှလည်းမရောက်ဘူးဖြစ်တယ်ဒီဥစ္စာပထမဦးဆုံးချိန်ပဲနော်နောက်လည်းလာလို့ရမလားမသိဘူးဟုတ်ပြီနော်ခွင့်ပြုချက်ရပြီဆိုလို့ရှင်တော့နော်လာလည်းမှာဖြစ်ပါတယ်လို့ဟုတ်ပြီနော်ကျမတို့လာဒီမှာလာရောက်တဲ့ခါမှာကျမတို့ကိုနော်ခရစ်တော်ရဲ့မြတ်တာနဲ့ကျမတို့ကိုအဝတ်ပြုခြင်းအတွက်အထူးပင်ကျေးဇူးတင်ပါတယ်လို့ကျမတို့ရဲ့ဗတ်သက်မြန်မာအသင်းတော်ကဆရာပါစတာဂျွန်တက်ကလည်းနှုတ်ဆက်စကားပါလိုက်ပါတယ်အရောက်ချင်းစီတိုင်းကိုမင်္ဂလာပါလို့နော်ဆရာရဲ့ကိုယ်စားလည်းပြောချင်ပါတယ်လို့နော်ကျမတို့ကိုအခုနော်ကြိုဆိုပေးတဲ့ဆရာရီကီတို့ဇနီးမောင်နဲ့ဆမဒီဒီပြီးတဲ့ခါမှာပေါ့နော်ကျမတို့ဆရာစတာဦးတို့မိသားစုပြီးတဲ့ခါမှာဆရာစော်မျိုးလှတို့ပေါ့နော်မိသားစုပြီးတဲ့ခါမှာကျမတို့ဆရာဦးအေးချော်ဦးကျော်တို့နော်သူတို့တွေပြီးမမြစုလင်းတို့ပြီးတဲ့ခါမှာဆရာမမာတာအန်ကယ်ဆရာစတန်လီဟုတ်တယ်နော်ဒီမှာနာမည်မှားသွားတယ်ဆိုလို့ရှင်တော့sorry နော်မှန်တယ်လို့ထင်တယ်နော်ပြီးတဲ့ခါမှာပေါ့နော်ကျမတို့ဒီမှာရှိတဲ့ခေါင်းဆောင်တွေအသီးသီးနော်Christian worship team မှာပါဝင်တဲ့သူတွေရောက်ချင်းစီတိုင်းခေါင်းဆောင်တွေအသီးသီးရောက်ချင်းစီတိုင်းဒီမှာရှိတဲ့ LMC မိသားစုအရောက်ချင်းစီတိုင်းနော်ကျွန်တော်တို့ကနှွေးထွေးစွာနဲ့ကြိုဆိုတဲ့အတွက်အထူးပင်ယေရှုခရစ်နာမအဖြစ်အထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောချင်ပါတယ်လို့အရောက်ချင်းဆိုင်ပေါ်မှာလည်းဖခင်ရှင်ကအထူးပဲကောင်းချီးပေးပါစေအာမင်ခုချိန်မှာပေါ့နော်ကျွန်မကခုနကတော့မိတ်ဆက်ပြီးပြီဒါပေမဲ့ကျွန်မအနေငယ်အချင်းချုံလေးချက်ပြီးမှမိတ်ဆက်ပေးပါမယ်ပေါ့နော်ကျွန်မကအရှုချင်းလူမျိုးဖြစ်ပါတယ်ဗတ်တဲ့မြန်မာအသင်းတော်မှာထနစီဗတ်တဲ့မြန်မာအသင်းတော်မှာဆာချွန်တန်းနဲ့အတူရှမဂျာရန်အောင်တို့နဲ့ကျွန်တော်တို့အတူတကွအမှုတော်မြတ်ထဲမှာပါဝင်စက္ကန့်နေတာဖြစ်ပါတယ်လို့အဲတော့ကျွန်တော်တို့ဆက်ပြီးမှပေါ့နော်ကျွန်တော်တို့အသင်းတော်ကိုလည်းလာရောက်ပြီးမှလည်းမိသားရပြုတ်ပေးဖို့ရန်အတွက်ဖိတ်ခေါ်တယ်ပေါ့နော်လာရောက်ပြီးမှကျွန်တော်တို့ကိုခွန်အားပေးပါတသက်ခံခြင်းအဖြစ်ဂုဏ်တော်ချီးမွမ်းခြင်းအဖြစ်ကျွန်တော်တို့အသင်းတော်ကိုလည်းလာရောက်ပေးဖို့ရန်အတွက်နော်ယေရှုခရစ်နာမအဖြစ်ခေါ်ဖိတ်ပါတယ်ဒီနေ့မှာကျွန်မယူဆောင်လာတဲ့အရာလေးရဲ့ခေါင်းစဉ်ကကောင်းသောပုံသက်သည်ဆိုခေါင်းစဉ်အဖြစ်ဟောပြောငါတသက်ခံခြင်းပါတယ်ကျွန်တော်ခုနကတော့နော်အမလည်းခုနကတက်တည်ခံသွားတယ်အမေဆုံးတယ်နော်ဒါပေမဲ့ကြော်ဖြတ်နိုင်ခဲ့တယ်ဒီအရာကတပားသူရဲ့ရှေ့မှာပုံသက်တည်တစ်ခုပဲဘလောက်ပဲဆုံးရှုံးမှုကြီးရှိနေပါစေယက်တည်နိုင်တယ်ဘယ်သူအဖြစ်လဲယေရှုခရစ်အဖြစ်
ဒါရက်တည်နိုင်ခဲ့တယ်နော်ကျမဆိုလို့ရှိရင်2022မှာအဖေရုတ်တရက်ဆုံးသွားတယ်ဘာယောဂမှမရှိဘူးဆေးရုံတက်နေရတယ်ဆိုလို့ရှိရင်တော့ဒါတစ်မျိုးပေါ့နော်ဘာယောဂမှမရှိဘဲနဲ့ရုတ်တရက်ဆုံးပါသွားတဲ့အခါမှာအဲ့ဒီအချိန်တုန်းကကျမတို့ကအဲ့ဒီမှာဆရာတက်ကထိုင်းနိုင်ငံကိုအင်္ဂလိပ်ခီးစဉ်သွားတယ်အဲ့တော့ဆရာတက်အင်္ဂလိပ်ခီးစဉ်သွားတဲ့အချိန်ဆိုလို့ရှိရင်တော့ကျမနဲ့ကျမအရင်ကနှုတ်ပတ်တော်မှာယူရတယ်ဖျားเจ้าမှာအဲ့လိုဆိုတော့ကျမကတနင်္ဂနွေနေ့မှာနှုတ်ပတ်တော်ဟောဖို့ရန်အတွက်အလဲကြတယ်ဆိုတော့တောက်ကြနေ့မှာကျမအဖေဆုံးသွားတယ်တနင်္ဂနွေနေ့မှာကျမကနှုတ်ပတ်တော်ဝင်ခါရမယ်ဘာခွန်အားမမရှိဘူးငိုတယ်ပြန်ထတယ်ငိုပြန်နဲ့ပြန်အိတ်တယ်ပြီးရင်ပြန်ထတယ်ဘာမှဘယ်လိုပြောမလဲအတင်းတင်းသားတွေကိုနှုတ်ကပတ်ခွန်အားပေးဖို့မပြောနဲ့ကိုတိုင်းမှာတော့ခွန်အားမရှိဘူးနော်ရုတ်တရက်ကအဖေဆုံးသွားတဲ့အခါမှာရုတ်တရက်ကြီးကြားလိုက်ရတဲ့သတင်းကရင်ထဲမှာအယံ့မခံစားနိုင်ဘူးဖြစ်တယ်ဘလို့မှလည်းဖြေသိလို့မရဘူးဖြစ်တယ်သွေးတိုးနဲ့ရုတ်တရက်ပေါ့နော်သွေးဆောင်တက်ပြီးမှရုတ်တရက်ဆုံးသွားတယ်ဆိုတော့အဲ့ဒါနဲ့ဘလို့ခွန်အားပေးရမလဲနော်ကိုရာတော့မှပဲခွန်အားမရှိဘူးသူအဲ့တော့ဒါပေမဲ့ဘလို့အခြေအနေပဲဖြစ်နေပါစေနော်ကျမတို့ကျမ်းစာထဲမှာဆိုလို့ရှိရင်ဗာတွေ့ရတယ်လို့ပြောတဲ့အခါမှာမိခါခန်းငယ်9နဲ့ခန်းငယ်9မှာဆိုလို့ရှိရင်ဗာဖော်ပြလဲလို့ပြောတဲ့အခါမှာငါမူကားထာဝရဘုရားကိုမျှော်လင့်မည်ငါကိုကယ်တင်တော်မူသောဘုရားသခင်ကိုငါခိုလုံမည်ငါဤဘုရားသခင်သည်ငါစကားကိုနားထောင်တော်မူပြီအခန်းငယ်10မှာဆိုလို့ရှိရင်အချင်းရသူငါပေါ်မှာဝါကြွားဝမ်းမြောက်ခြင်းမရှိနဲ့ငါလဲတော်လဲထားအောင်မည်မောင်မိုင်း၌ထိုင်ရတော်လဲထာဝရဘုရားသည်ငါဤလင်းဖြစ်တော်မူလိမ့်မည်တဲ့ကျွန်တော်တို့ကနော်မာနရဲ့လှည့်ပြားခြင်းထဲမှာဝမ်းနဲ့ခြင်းနဲ့ထုံးတဲ့ချိန်ခါမျိုးတွေရှိတယ်နှုတ်ကပတ်တော်ဝင်ငှားဖို့ရန်အတွက်နော်ဒီမှာမငွေငှားနိုင်အောင်အမျိုးမျိုးတားဆီးမှုတွေရှိတယ်သို့တော်ညာလည်းပဲငါလေးတော်လဲပြိုကျသွားမှာမဟုတ်ဘူးပြန်ထမယ်ဘသူခွန်အားနဲ့လဲယေရှုခရစ်ရဲ့ခွန်အားနဲ့ပဲနော်ဘုရားเจ้าမှာလာခြင်းစိတ်မရှိဘူးဒါပေမဲ့ငါလာကိုလာမယ်ဘသူခွန်အားလဲယေရှုခရစ်ရဲ့ခွန်အားနဲ့အခုဆိုရှင်ခုနကအဖွားအန်တီချိုရဲ့အမေနော်အသက်60ရှိပြီတဲ့နော်လာနှုတ်ဆက်တယ်အသက်ကြီးဆုံးဖြစ်မယ်ထင်တယ်နော်အတင်းတော်မှာတော့ဒါပေမဲ့အငယ်ဆုံးကဲ့သို့ပဲဖခင်เจ้าမှာလာနိုင်တယ်ကျမ်းမာစွာနဲ့လာနိုင်တယ်အသက်60အရွယ်မှာဖခင်เจ้าရောက်ဖို့ကမလွယ်ဘူးနော်တန်မာတဲ့လူငယ်ကဲ့သို့ကလေးတယောက်ကဲ့သို့ဖခင်เจ้าမှာပါဝင်နိုင်တာဖြစ်တယ်ဒီຢာကဘာလဲဆိုတဲ့အခါမှာမြင်တဲ့အခါမှာကောင်းသောပုံသက်တွေအဖြစ်တွေ့ရတယ်ဖခင်เจ้าကိုရောက်အောင်လာနိုင်တယ်ဒီမှာရှိတဲ့သူတွေအရောက်ချင်းစီတိုင်းတင်ကဖခင်เจ้าမှာလာပြီးမှဖခင်နဲ့မိသားရပြုတဲ့အခါမှာမျက်မှောက်တော်ကိုစာငတ်တဲ့အခါမှာတပားသူကမြင်ခြင်းအဖြစ်ကောင်းတဲ့ပုံသက်တွေကိုမြင်တွေ့ရတာဖြစ်တယ်။ဒါကြောင့်မလို့ရှင်မဿဲခန်းကြီး9အခန်းငယ်16မှာကျွန်တော်တို့ဗာတွေ့ရလဲလို့ပြောတဲ့အခါမှာထိုနည်းတူတဲ့သူတပားတို့သည်တင်တို့ဤကောင်းသောအကျင့်ကိုမြင်၍ကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဖာ၏ဂုဏ်တော်ကိုချီးမွမ်းစေခြင်းကသူတပားရှင်း၌တင်တို့အလင်းကိုလင်းစေချလောတဲ့အန်တီချိုအတန်လေးဝင်နေတယ်မချီးမွမ်းခြင်းဘူးဒါပေမဲ့ချီးမွမ်းတယ်ချီးမွမ်းဖို့ရအတွက်အကောင်းဆုံးချိန်မဟုတ်နေဘူးဒါပေမဲ့ရွေးချယ်တယ်ငါချီးမွမ်းခြင်းကိုဖျားเจ้าလာဖို့ရအတွက်တနေ့နေ့မှငါမလာခြင်းဘူးဒါပေမဲ့ငါရွေးချယ်တယ်ငါဖျားเจ้าလာမယ်မျက်မှောက်တော်ထဲမှာတိုးဝင်ဖို့ရအတွက်တခါတလေမှအားနေတယ်မဟုတ်ဘူးငါရွေးချယ်မယ်ငါဆုံးဖြတ်ချက်ချမယ်ငါဖျားနဲ့တိုးဝင်မယ်ယေရှုခရစ်ကသင်အဲ့လိုမျိုးဆုံးဖြတ်ချက်ချတဲ့အခါမှာယေရှုခရစ်ကတပါးသူရဲ့ရှေ့မှာသင်ကိုပုံသက်တဲ့အနေနဲ့သက်သေထူပေးမှာဖြစ်တယ်အာမင်အဲ့တော့ကျမတို့ဗမာကျမ်းစာထဲမှာကျမတို့ကြည့်တဲ့အခါမှာလုကာအခန်းကြီး23အခန်းငယ်39လောက်မှာကျမတို့တွေ့ရတယ်အဲ့ဒီအကြောင်းအရာလေးမှာဘာတွေ့ရလဲလို့ပြောတဲ့အခါမှာနော်အကုန်လုံးသိတယ်ယေရှုခရစ်ကားစင်တင်တတ်တဲ့အခါမှာဟိုဘက်ဘေးဒီဘက်ဘေးမှာလူဆိုး2ယောက်ရှိတယ်အဲ့ဒီအချိန်မှာ
လူဆိုး2ယောက်ရှိတဲ့ခါမှာတစ်ယောက်ကတော့ဘာပြောလဲလို့ပြောတဲ့ခါမှာဆွဲထားသောလူဆိုး2ယောက်တွင်တဲ့တစ်ယောက်ကသင်သည်ခရစ်တော်မှန်လျင်ကို၎င်းငါတို့ကို၎င်းကယ်တင်လို့ဟုကိုတော်ကိုကဲ့ရွေ့ရဆိုတယ်တဲ့ဘာဖြစ်လို့လဲဆိုတဲ့ခါမှာပတ်ဝန်းကျင်မှာယေရှုခရစ်ကိုကားစင်တင်တက်နေတဲ့အချိန်မှာယောမစစ်သားနေတဲ့သူလူတွေအများကြီးကယေရှုခရစ်ကိုကဲ့ရဲ့တယ်ကဲ့တင်လေအရှိမပြောသားတာပဲမင်းကိုဖျားလို့ကိုတင့်ကိုတင်တတ်မှတ်တယ်လေကဲ့တင်ပါလားနော်နမခနဲ့မကနေအခုဆင်းခဲ့ပါကိုပုတ်တဲ့ခါမှာဘသူလေးပြောပါဒါကိုဘသူကကြားနေလေလို့ပြောတဲ့ခါမှာလက်ကြဘက်လက်ဝဲဘက်မှာရိုက်ထားတဲ့လူဆိုး2ယောက်ကကြားတယ်ကြားတဲ့အခါမှာတယောက်ကကျတော့ကဲ့ရဲ့တယ်ဟုတ်တယ်လေနော်သူတို့ပြောတာမှန်တာပဲကဲလေသခင်ဆိုကဲတင်ရှင်ဆိုတွေးကြော်ထားတယ်လေနော်ကဲတင်ရှင်ဆိုဗိမာန်တော်ကိုတော့မှပဲ3ရက်ထဲနဲ့ငါအပြီးဆောက်နိုင်တယ်ကြွေးကြော်ထားတာကဲတင်လေနော်တယောက်ကကဲ့ရဲ့တယ်ဒါပေမဲ့နောက်တယောက်ကဘာပြောလဲနော်အခန်းငယ်40မှာဘာတွေ့ရလဲလို့ပြောတဲ့အခါမှာတယောက်မူကားတဲ့မိမိအဖော်ကိုဆုံးမ၍တင်သည်ဤသူနီးသူအပြစ်ဒဏ်ခံလျက်ပင်ဖယားသခင်ကိုမကြောက်သလောတဲ့အခန်းငယ်40မှာငါတို့သည်ကိုပြုမိသောအပြစ်နှင့်အလျောက်ခံရသည်ဖြစ်၍တရားသဖြင့်ခံရကြ၏တဲ့ဤသူမူကားအဘယ်အပြစ်ကိုမျှမပြုတ်ဟုဆိုတယ်တဲ့ကြားတာချင်းတူတယ်သူတို့2ယောက်လဝါကတိုင်းမှာရိုက်ထားနေရတယ်ပတ်ဝန်းကျင်မှာကြားလာရတဲ့သတင်းကမကောင်းသတင်းတွေကြီးပဲသူတို့2ယောက်မှာကြားတာချင်းတူတယ်ဝေဖန်ကဲ့ရဲ့နေတဲ့ຢာတွေအကုန်တူတယ်ဒါပေမဲ့ခံယူချက်ချင်းမတူယေရှုခရစ်တော်ပေါ်မှာထားတဲ့သူတို့ရဲ့ပုံသက်တွေမတူဘူးဖြစ်တယ်တယောက်ကဘာပြောလဲငါတို့အပြစ်နဲ့တဲ့နော်ဒီလူကတဲ့အပြစ်မရှိဘူးတဲ့ဟောကျမသာဆိုလို့ရှိရင်တော့ဒါလောက်နော်အတင်းထုံနေတဲ့ပတ်ဝန်းကျင်မကောင်းပြောနေတဲ့ပတ်ဝန်းကျင်မှာကိုပါရိုးပြီးမှဘာဖြစ်သွားမလဲပြောမိမှာအေးဟုတ်တယ်နော်အေးဟုတ်တယ်နော် तू ကဟုတ်တယ်နော်အေး तू ကဟုတ်တယ်ဒီလိုဒါဆိုလို့ရှိရင်တော့ယေရှုခရစ်ကထားတဲ့အလင်းကိုလင်းစေပါဆိုတဲ့ပုံသက်တွေဖြစ်မလာတော့ဘူးဒါပေမဲ့လူဆိုးဖြစ်တယ်နော်ဒီဘက်တယောက်ကလည်းလူဆိုးဖြစ်တော့ညာလည်းပဲမဟုတ်ဘူးအဲ့ဒီလူကအပြစ်မရှိဘူးမင်းထင်နေတယ်လို့မျိုးမဟုတ်ဘူးဒီလိုမျိုးပြန်ပြောတာအဲ့လိုပြောတဲ့ခါမှာလေရလက်မတူဘူးနောက်ဆုံးဘာတွေ့ရလဲကျွန်တော်တို့တွေ့မယ်အခန်းငယ်40မှာသခင်နဲ့ကိုတော်သည်နိုင်ငံတော်တည်လက်ကြွလာတော်မူသောအခါအကျွန်ုပ်ကိုအောက်မေ့တော်မူပါဟုရှောက်ဆိုတယ်တဲ့ယေရှုပြောတဲ့စကားအရင်လှတယ်ကျွန်တော်တို့ဖတ်ရအောင်43ယေရှုကလည်းငါမဆိုသည်ကယနေ့တွင်သင်သည်ငါနှင့်တူပရတိသူ့ဘုံ၌ရှိလို့မည်ဟုမိန့်တော်မူ၏တဲ့ယခုသင်ယေရှုခရစ်ကိုမိမိရဲ့ကယ်တင်မခင်ဖြစ်တဲ့ယုံကြည်လက်ခံတဲ့ဆိုရင်ယခုတတ်သိထင်ရှားလိမ့်မယ်ပြောတယ်ယေရှုကငါမဆိုသည်ကတဲ့ယနေ့တွင်လို့ပြောတယ်ယနေ့တွင်နဲ့သင်သည်ငါနှင့်အတူရှိမယ်တဲ့နောက်လနောက်နှစ်နောက်ရက် no မပြောဘူးယနေ့တဲ့ဒါပေမဲ့လူဆိုပြောတာကနိုင်ငံတော်တည်လျက်ကြွလာရင်လို့ပြောတယ်ဖခင်ကဘယ်တော့မှနောက်မချတဲ့ဖခင်ဖြစ်တယ်ဘယ်တော့ခါမှတင့်ကိုမဆုံးရှုံးစေခြင်းနဲ့ဖခင်ဖြစ်တယ်ပုံသက်တဲ့အနေနဲ့ကောင်းသောပုံသက်တွေကိုလင်းစေပါလို့ပြောတဲ့အခါမှာကျွန်တော်တို့ခွန်အားနဲ့တော့မရပါဘူးဟာလေလုယာယေရှုနာမ၌ငါ no ဖခင်ရဲ့ခွန်အားနဲ့နော်ဖခင်ရဲ့ခွန်အားနဲ့ငါကိုငါမဟုတ်တော့ဘူးတခြင်းလေးတစ်ပုဒ်ရှိတယ်စာငယ်ဆိုထားတဲ့ဟာငါဟာငါမဟုတ်တော့တဲ့ရကြလားမသိဘူးနော်ငါဟာငါမဟုတ်တော့ငါကိုငါမဥဆောင်တဲ့တန်ရှင်သောဝိညာဉ်တော်ကငါ့ကိုဥဆောင်တယ်ဝိညာဉ်တော်ကငါ့ကိုသွေးဆောင်တယ်
ဝိညာဉ်တော်ကငါ့ကိုလမ်းပြတယ်ဝိညာဉ်တော်ကငါ့ကိုမဆတယ်ယေရှုကအဲ့ဒီမှာပြန်ပြောလိုက်တဲ့အရာအရန်လှတယ်ငါမန်ဆိုဒီကယနေ့တွင်သင်သည်ငါအနှစ်အတူပရဒိသူ့ဘုံ၌ရှိလိမ့်မယ်တဲ့ကြည်စမ်းကြားနာခြင်းတော့အထူးထူးပါပဲမိတ်ဆွေမြင်နာခြင်းကလည်းအထူးထူးပဲမြင်ရတယ်လေတကယ်ပဲသူအသက်တာမှာကြည့်ယေရှုကိုကြည့်တဲ့အခါမှာရရှာမရှိဘူးရိုက်ချက်ပေါင်းမြောက်များစွာကဲ့ရဲ့ချက်ပေါင်းမြောက်များစွာရှိညာတော့ညာလည်းပဲပုံသက်တဲ့အနေနဲ့သူရှိခဲ့တယ်ကောင်းတဲ့ပုံသက်တဲ့အနေနဲ့အရှင်လုံးကတော့လူဆိုးဖြစ်တော်ညာလည်းပဲယေရှုခရစ်နဲ့အဲ့ဒီစကားလေးတစ်ခွန်းကြာပရဒိသူ့ဘုံမှာယနေ့မှာယေရှုနဲ့သူရှိသွားတာဖြစ်တယ်နောက်မကြသေးဘူးမိတ်ဆွေယေရှုခရစ်တော်ကိုခေါ်ဖိတ်ကြည့်ပါယေရှုခရစ်တော်ကသင်ရဲ့အသက်တာထဲမှာဝင်ရောက်ခြင်းနေသောဘုရားဖြစ်တယ်ကောင်းသောပုံသက်တဲ့အနေနဲ့သင်ကိုသက်သေထူစေခြင်းသောဘုရားဖြစ်တယ်လူရှိဘုရားရှိမှသင်ကိုမျက်နှာသာရစေခြင်းသောဘုရားဖြစ်တယ်ကျွန်တော်တို့ကစဉ်းစားတယ်လေနော်ငါမဟုတ်ဘူးအသင်းတော်အကြီးကြီးတွေမှနော်တန်ဝိညာဉ်တော်လှုပ်ရှားနိုးထအဲ့ဒီအသင်းတော်တွေမှကျွန်တော်တို့ကတကယ်ကိုမှမီဂါချက်ကြီးတွေမှဝိညာဉ်တော်လှုပ်ရှားတယ်မဟုတ်ပါဘူးLMCC ကတော့မသွားချင်တော့ပါဘူးနော်ဒီတိုင်းမှာပဲမဟုတ်ဘူးမိတ်ဆွေတန်ရှင်သောဝိညာဉ်တော်လှုပ်ရှားခြင်းကသင်နဲ့ဖခင်နဲ့ဘလောက် connection ရှိလဲအဲ့ဒီຢာပေါ်မှာဝိညာဉ်တော်ကလှုပ်ရှားသွားတယ်သင်ကဖခင်ကိုစာငတ်တောင်းတလိုက်တဲ့အခါမှာဖခင်ရဲ့မျက်မှောက်တော်ကိုဆွဲလန်းတဲ့အခါမှာမျက်မှောက်တော်နဲ့အတူရှိသွားတဲ့အခါမှာအဲ့ဒီဖခင်ရဲ့ဝိညာဉ်တော်လှုပ်ရှားခြင်းတတ်တယ်အသက်တာမှာမြင်တွေ့ရမှာဖြစ်တယ်။ပတ်ဝန်းကျင်မှာကျွန်တော်တို့ပြောလာလိမ့်မယ်။နော်။အမျိုးမျိုးသောအကြောင်းအရာတွေနဲ့ကြားခြင်းတဲ့စကားရှိမယ်၊မကြားခြင်းတဲ့စကားရှိမယ်။အသင်းတော်ရဲ့အကြောင်းတော်၎င်းဆရာဆရာမတွေရဲ့အကြောင်းတော်၎င်းကြားလာရမယ့်အရာတွေရှိမယ်။ကောင်းတဲ့အရာတွေလည်းရှိသလိုဆိုးတဲ့အရာတွေလည်းရှိတယ်။ဒါပေမဲ့ရွေးချယ်ရမှာကမဟုတ်ဘူး LMCC အသင်းတော်ကိုလာတက်ကြည့်ပါဖခင်ရဲ့မျက်မှောက်တော်ကိုခံစားစေရမယ် LMCC အသင်းတော်ကဆရာတွေနဲ့လာပြီးမှမိတ္တရာဖွဲ့ကြည့်ပါသင်ရဲ့အသက်တာကထူးခြားသွားစေရမယ်ဒီလိုသက်သေထူပေးဖို့ရန်အတွက်သင်ကိုဖခင်ကရွေးချယ်ထားတယ်ဖခင်ရဲ့မျက်မှောက်တော်ထဲမှာဖခင်ရဲ့အသက်တော်အမှုပြုခြင်းထဲမှာသင်ကိုခေါ်ယူနေတယ်သင်ကိုရွေးကောက်ထားတယ်ဒါကြောင့်နော်ဆုံးဖြတ်ချက်ချဖို့ရန်ဖြစ်တယ်ကျွန်တော်ဒီကျမ်းစာတော်မဖတ်တော့ဘူးဒါဝိဒ်ရဲ့အသက်တာထဲမှာကျွန်တော်တို့ကြည့်တဲ့အခါမှာဂေါလိယက်ကိုရှင်ဘုရင်အောင်ကြောက်တယ်အကောင်လုံးကကြောက်ရွံ့နေတဲ့အချိန်မှာသူကအဲ့ဒါကိုကြားတဲ့အခါမှာသွားတိုက်မယ်ငါတိုက်မယ်လို့ပြောတဲ့အခါမှာသူ့ရဲ့အကိုတွေကနေစမ်းမှာငါတို့တောင်မှပဲဒလောက်လိတ်ကျင့်ထားတဲ့သူတောင်မှပဲမတိုက်နိုင်ကမင်းကဘာဖြစ်လို့တိုက်နိုင်မှာလဲဆာလန်18မှာဒါဝိဒ်ပြောတဲ့စကားလေးနော်အကောင်လုံးသိပါတယ်ထာဝရဘုရားကြီးအိုးထာဝရဘုရားကျွန်တော်ဤခွန်အားဗလာဒီဟုသောအကိုတော်ကိုကျွန်တော်ချစ်ပါ၏ထာဝရဘုရားသည်ငါဤကြောင့်ငါဤမြို့ရိုငါကိုကယ်လွတ်သောသခင်ငါဤဖျားငါကိုးစားသောစွမ်းတတ်ကြီးငါဤခွေကငါကိုကယ်တင်သောဥချိုငါဤရေးတိုက်ဖြစ်တော်မူ၏လို့ပြောတယ်သူကအဲ့ဒီရှာကိုသူတတ်တယ်ခံတယ်ပုံတတ်တဲ့အနေနဲ့ကြီးလိုက်ရင်တော့ तू ကဘာမှတော့မဟုတ်ပါဘူးဘာမှတရရခတ်ရဖို့ရန်အတွက်သူ့မှာအရေးချင်းလုံးဝမရှိဘူး
ဒါပေမဲ့သူနဲ့အတူဘသူရှိနေတယ်လို့ပြောတဲ့အခါမှာဝိညာဉ်တော်ကသူနဲ့အတူရှိနေတာဖြစ်တယ်ဖခင်ရဲ့တန်ရှင်သောဝိညာဉ်တော်ကသူ့ပေါ်ကင်းဝတ်နေတာဖြစ်တယ်တနည်းအားဖြင့်မျက်မှောက်တော်ကသူနဲ့အတူရှိနေတာဖြစ်တယ်မျက်မှောက်တော်တူရှိခြင်းဆိုတာကယေရှုခရစ်တော်နဲ့အတူရှိခြင်းဖြစ်တယ်အာမနွေလဖခင်သင်နဲ့အတူရှိနေခြင်းဖြစ်တယ်အဲ့ဒီအရာကိုသူကတည်ပြတယ်မဟုတ်ဘူးမင်းတို့ထင်နေလားကငါ့ကိုဒီလိုမျိုးထင်နေတာလားငါတီကိုလာတာကဘယ်သူခွန်အားနဲ့လာတယ်ထင်လဲဖယားခွန်အားနဲ့လာတယ်ဖယားခွန်အားနဲ့ငါဒီရန်သူကိုငါအလဲတိုင်မယ်ဖယားခွန်အားအဖြစ်ရှုံးနေတဲ့အရာတွေကအဲ့ဒီမှာကြည့်အကုန်လုံးကကြောက်ရွံ့နေတဲ့အရာကိုဒါဝိဒ်အဖြစ်ပြန်လဲပြီးမှအဲ့ကြောက်ရွံ့နေတဲ့ mindset ကိုဖယ်ပေးလိုက်တယ်အကုန်လုံးကပြီးတဲ့ခါမှာလုံးဝသူတို့ထင်ထားတာကရှောလူနဲ့စစ်တပ်အကုန်လုံးညီကိုအကုန်လုံးကရှုံသွားပြီငါတို့ဒီပွဲတော့လုံးဝရှုံးပြီလို့ထင်နေတဲ့အခြေအနေတွေကနေမှအနိုင်ပွဲအနေနဲ့ပြောင်းပြန်ပြီးမှလှန်ပလိုက်တယ်မတူဘူးတင့်ကိုဖခင်ကအဲ့လိုအမှုတစ်ကိုပြုစေခြင်းနဲ့ဖခင်ဖြစ်တယ်တင့်အဖြစ်ကြောက်ရွံ့နေတဲ့ပတ်ဝန်းကျင်မှာဘလို့မှနော်ရှေ့ဆက်ဖို့ရအတွက်လမ်းစာမရှိနေတော့တဲ့အခြေအနေလမ်းဆုံးရောက်နေပြီလို့မြင်နေရတဲ့အခြေအနေမှာဒါဝိဒ်ကဲ့သို့ပဲတင့်ကိုဖခင်ကချီးမြှောက်စေခြင်းနဲ့မဟုတ်ဘူးယေရှုခရစ်တော်အားဖြင့်ငါတို့အရာကိုတက်ဆွမ်းနိုင်တယ်အကုန်ချိန်ပလိုက်တာ mindset တွေအကုန်ချိန်ပလိုက်တယ်ရှင်ပြန်မှစပြီးအကုန်လုံးကိုချိန်ပေးလိုက်တာဖြစ်တယ်အရင်တော့ကတော့ရှုံးပွဲအနေနဲ့ရှိနေတယ်လုံးဝမရတော့တဲ့အခြေအနေတွေကနေမှပြန်လည်ပြီးမှဒါဝိဒ်ကအနိုင်ပွဲအနေနဲ့သူတို့အားတက်လာတယ်အစတော့ကတော့သူတို့မျောလင်းချက်တွေလုံးဝမဲ့နေတယ်ဒါပေမဲ့ဒါဝိဒ်ရောက်သွားတဲ့အခါမှာမျောလင်းခြင်းအသစ်တွေနဲ့အားတိုးတက်လာတယ် LMCC အသင်းတော်လည်းဒီလိုမျိုးဖြစ်ရမယ်သင် LMCC အသင်းတော်မှာလာရောက်ခြင်းအဖြစ်ဝိညာဉ်ရေးအရှိန်ဟောင်းကတိုးတက်နေစေရမယ်သင် LMCC အသင်းတော်မှာလာရောက်ပါဝင်ခြင်းအဖြစ်ဘယ်နေရာမှာအခက်အခဲမှာလွတ်လပ်နေလဲအားနေနေတယ်လို့သင်ချင်နေလားဘယ်နေရာမှာလိုအပ်နေလို့သင်ချင်နေလဲသင်ပဲရွာဝင်ရောက်ပါဝင်ခြင်းအဖြစ်အဲ့ဒီနေရာကနိုးထနေစေရမယ်ဘုရားကအဲ့ဒီလိုရွေးကောက်ထားတယ်နော်နောက်တစ်ခုကျတော့ကျမတို့ဒီရာဇဝင်ချုပ်ပထမဆောင်ခန်းကြီး20နဲ့ခန်းကြီး23မှာကျမတို့တွေ့ရတယ်အဲ့ဒီရကပါလေလို့ပြောတဲ့ခါမှာဒါဝိဒ်ကသူအိမ်တော်ဆောက်ချင်တယ်အိမ်တော်ဆောက်ချင်တဲ့ခါမှာသူဆောက်ခွင့်မရဘူးဆောက်ခွင့်မရတဲ့ခါမှာတားတော်ရှောလမုန်မှာဆောက်ရမယ်အဲ့လိုပြောတဲ့ခါမှာသူကတော့အော်ဟုတ်ပြီငါတားလက်ထက်မှာပဲဆောက်ပါစေတော့ငါဒီတိုင်းမဲ့အေးစစ်စစ်လေးပဲငါအနားယူတော့မယ်အဲ့လိုမပြောဘူးသူဘာကိုပြင်ဆင်လဲလို့ပြောတဲ့အခါမှာငါမဆောက်ရတော့ညာလည်းပဲငါပါဝင်မယ်ဗိမာန်တော်အတွက်သူအလှပစ္စည်းတွေအကုန်သူကောက်လှူတယ်သူမှရှိတဲ့အရာအကုန်လုံးသူ့ရဲ့သားအတွက်ဗိမာန်တော်ဆောက်ဖို့ရန်အတွက်လိုအပ်သမျှအကုန်လုံးကိုသူ့သားအတွက်အကုန်ပြင်ဆင်ထားပေးတယ်ကျွန်တော်ကအခုချိန်မှာလေငါအသက်ကြီးပြီငါအမှုတော်မြတ်ထဲမှာပါဝင်နေလဲငါတော့အလကားပဲငါအခုနေလဲမကောင်းငါအိယာထဲမှာပဲနေတော့မယ်ဒါဝိဒ်ကအဲ့လိုလုပ်တဲ့အခါမှာလေဘသူကောင်းကြီးရှိလဲဆိုတော့သူလဲကောင်းကြီးရှိသလိုသူ့ရဲ့မျိုးဆက်လဲကောင်းကြီးရှိတယ်ရှောလမုန်ကောင်းကြီးရှိတယ်မျိုးဆက်တိုင်းမှာဒါဝိဒ်ကိုဘုရားကပြောတယ်တင်းရဲ့မျိုးဆက်ကနေမှရှင်ပြန်ပေါ်ထွန်းမယ်နော်မျိုးဆက်တိုင်းမှာဖခင်ကရှင်ပြန်ပေါ်ထွန်းစေတယ်အဲ့တော့သင်နဲ့ကျွန်တော်ကယခုအတကြီးလို့ဖခင်ပစ္စည်းမှာငါမလုံဆောင်တော့ပါဘူးဆိုလို့ရှင်တော့ယခုချိန်မှာဆုံးဖြတ်ချက်ချရဖို့အတွက်ဖြစ်တယ်ဒီနေရာမှာတော့ကျွန်မအရန်ခွန်အားရတာဖြစ်တယ်အသက်ကြီးတော်ညာလည်းပဲအသက်60တိုင်အောင်ဒီနေ့ဖခင်ရဲ့မျက်မှောက်တော်ထဲမှာပါဝင်နေတယ်ဒီရာအဖြစ်သင်သာမကပဲနဲ့သင်ရဲ့မျိုးဆက်တိုင်းကကောင်းကြီးရှိဖို့ရန်အတွက်ဖြစ်တယ်သင်ဖခင်ရဲ့အမှုတော်မြတ်ထဲမှာပါဝင်နေခြင်းကဖခင်ရဲ့အမှုတော်မြတ်ထဲမှာပါဝင်စက္ကန့်နေခြင်းကသင်သာမကပဲနဲ့ generation by generation ကကောင်းကြီးရှိသွားမှာဖြစ်တယ်
နော်အဲ့ဒီမှာဆိုလို့ရှိရင်ရှောလမုန်ရဲ့အကြောင်းကိုအဲ့ဒီမှာတွေ့ရတယ်ဘာလဲလို့ပြောတဲ့အခါမှာဒီဓမ္မရာဇဝင်တတိယဆောင်ပြီးတဲ့အခါမှာဓမ္မရာဇဝင်ဒုတိယဆောင်တွေမှာဓမ္မရာဇဝင်တတိယဆောင်ခန်းကြီး1မှာဆိုရှင်တော့ဒါအဒေါနိယပုံကန်တဲ့အကြောင်းပြီးရင်ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး15မှာဆိုလို့ရှင်ဒါအဘရှလုံရဲ့ပုံကန်တဲ့အကြောင်းတွေတွေ့ရတယ်သူတို့ရှင်ပြင်းနေဖြစ်ချင်တယ်ဒါပေမဲ့အဲ့ဒီမှာဘသူမပါဘူးလေလို့ပြောတဲ့အခါမှာရှောလမုန်မပါဘူးသူကအဲ့ဒီအရာကိုမရွေးချယ်ဘူးဘလောက်ပဲသူများကပုံကန်နေတော့ညာလဲပဲဘလောက်ပဲနော်ရှင်ဘုရင်ဒါဝိဒ်ကိုသူ့ရဲ့အဖေဒါဝိဒ်ကိုဘလောက်ပဲအပြစ်တွေပြောနေတော့ညာလဲပဲသူအဲ့ဒါကိုမရွေးချယ်ဘူးဘာပြောလဲလို့ပြောတဲ့အခါမှာသူရှင်ဘုရင်ဖြစ်လာတဲ့အခါမှာရာဇဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး6အခန်းငယ်9ကိုကျွန်တော်တို့ဖတ်ကြည့်ရအောင်ဟုတ်ပြီရာဇဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး6အခန်းငယ်9မှာအဲ့ဒီမှာဆိုရှင်ကျွန်တော်တို့ဘာတွေ့ရလဲလို့ပြောတဲ့အခါမှာဟုတ်နော်ခဏလေးဟုတ်ပြီအဲ့ဒီမှာဒါရှောလမုန်ကပြန်ပြီးမှသူ့ရဲ့လူမျိုးတွေကိုပြန်ပြီးမှသူကရှင်းပြတယ်ငါကဘာဖြစ်လို့ဗိမာန်တော်ကိုတိဆောက်ရလဲလို့ပြောတဲ့အခါမှာငါအဖေကိုတဲ့ငါအဖေကဖယားသခင်ကိုသူဆုတောင်းတယ်တဲ့ငါအိမ်တော်ဆောက်ချင်တယ်လို့ပြောတဲ့အခါမှာတဲ့ဖယားသခင်ကငါအဖေကိုပြောတယ်တဲ့မင်းကတဲ့လူတွေကိုတတ်တဲ့လက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့အိမ်တော်ဆောက်ခွင့်မရှိဘူးတဲ့ဒါကြောင့်မလို့တဲ့ဖယားကတဲ့မင်းရဲ့သားရည်တဲ့ကမှနော်ဒီရှောလမုန်ကိုရွေးကောက်ပြီးမှငါ့ကိုရွေးကောက်ပြီးမှတဲ့ဗိမာန်တော်ကိုတိဆောက်စေတယ်တဲ့ဒါကြောင့်မလို့တဲ့ငါအဖကိုဂတိပေးထားတဲ့အတိုင်းပဲယခုချိန်မှာပြည့်စုံလာပြီလို့ပြောတယ်တကယ်ဆိုလို့ရှိရင် तू ပြောဖို့ရန်အတွက်အများကြီးရှိတယ်ငါဖေကလေဒီလားငါဖေကငါညီကိုတွေကအယံပုံကန်တာနော်ဒီမှာ तू ကလေပြီးတဲ့ခါမှာနော်ပြစ်မှားမှုတွေလည်းအများကြီးရှိတယ်ဒါဝိဒ်ရဲ့မကောင်းကြောင့်လေးကို तू အများကြီးဖော်ထုတ်လို့ရတယ်ရှောလမုန်ကအခုခေတ်စကားနဲ့ဆိုရှင်ဟာဒီဘေးရဒီဘိုးတော်ကြီးကတော့နော်အမျိုးမျိုးအပြစ်ပြောလို့ရတယ်ဒါပေမဲ့ तू အဲ့ဒီရှာကိုလုံးဝမပြောနေဘူးဖြစ်တယ်ဘာလဲလို့ပြောတဲ့ခါမှာသူ့ရဲ့အဖေရဲ့ကောင်းချောင်းကိုပဲ तू ဖော်ထုတ်တယ်သူ့ရဲ့အဖေရဲ့ကောင်းတဲ့အရာတွေကိုပဲ तू ဖော်ထုတ်တယ်ကျွန်တော်ကြောက်ကြည့်တဲ့ခါမှာကောင်းတဲ့အရာတွေလည်းရှိသလိုအားနည်းချက်တွေလည်းရှိမှဖြစ်တယ်သို့တော်ညာလည်းပဲကောင်းတဲ့အရာကိုမြင်တတ်ပြီးမှကျွန်တော်တို့ကချီးကျူးလိုက်တဲ့ခါမှာကောင်းတဲ့အရာကိုသင်ယူလိုက်တဲ့အခါမှာအသက်တာထဲမှာခွန်အားသစ်ကိုရရှိတယ်။အဲ့ဒီလိုမျိုးသူကရှောလမုန်ကချီးကျူးခန်းကိုလုပ်တယ်။ငါရဲ့ဖေကဖယားပေါ်အသက်စာရှိတဲ့သူကျွန်တော်တို့ကျမ်းနဲ့တောက်ကြည့်တဲ့အခါမှာနော်ငါတို့ရဲ့အသင်းတော်မှာပါဝင်နေတဲ့ worship team ကတော့အရန်ကိုမှစိတ်အားကြီးတဲ့သူငါတို့ရဲ့အသင်းတော်မှာပါဝင်နေတဲ့နော်ရှာရကီရှာစောတူဖယားဘက်မှာအရက်စိတ်အားကြီးတဲ့သူရှာဒေးဗစ်ပေါ်ဒီလိုမျိုးကျမတို့ကတတ်သိခံလာတဲ့အခါမှာဖယားရဲ့ဘုန်းတော်ကိုသူတစ်ပါးကမြင်တွေ့စေတာဖြစ်တယ်ဖယားရဲ့တတ်သိတွေကိုထင်ရှားစေတာဖြစ်တယ်ပြီးနောက်တစ်ချက်ကိုကျမတို့ကြည့်တဲ့အခါမှာယောရှုနှစ်ထဲမှာကျွန်တော်တို့ဘာတွေ့ရလဲလို့ပြောတဲ့အခါမှာယောရှုမတ်စာခန်းကြီးနှစ်ထဲမှာပြည်တစားရာခတ်အကြောင်းကိုကျွန်တော်တို့တွေ့ရတယ်။အေရိရှာကယောရှုကတရှိုနှစ်ကိုလွှတ်လိုက်တဲ့အခါမှာရာခတ်ကသူ့ရဲ့အိမ်မှာဖွက်ထားတယ်။အဲ့ဒီကယေရီခေါမင်းကြီးကိုယ်တိုင်ကိုကအဲ့ဒီလူနှစ်ယောက်ကိုတတ်ချင်နေတာလုံးဝကိုမှမမြင်ချင်ဘူးဖြစ်တယ်လုံးဝကိုမှမလိုချင်ဘူးဖြစ်တယ်လုံးဝကိုမှမုန်းတီးနေတဲ့သူတယောက်ဖြစ်တယ်ဒါပေမဲ့
ဘလောက်ပဲဘုံကြီးနေတော့ညာလည်းပဲရာခကသူတို့နှစ်ယောက်ကိုဟောထားပေးတယ်ဒါကဘာလဲလို့ပြောတဲ့အခါမှာနော်ယောရှုမှတ်စာအခန်းကြီး2အခန်းငယ်8မှာဆိုလို့ရှိရင်အဲ့ဒီရာခရဲ့အကြောင်းလေးကိုကျွန်တော်တို့တွေ့ရတယ်နော်တချို့တို့ဒီမအိမ်မီမိမသည်သူတို့ရှိရာအိမ်မိုးပေါ်သို့တက်၍နောက်တစ်ခုကိုသွားပေးပါထာဝရဘုရားသည်တဲ့သင်တို့အားဤပြည်ကိုပေးတော်မူကြောင်းကို၎င်းသင်တို့ကိုငါတို့ကြောက်လန့်အားကြီး၍သင်တို့ကြောင့်ပြည်သူပြည်သားအပေါင်းတို့သည်စိတ်ပြတ်ကြောင်းကို၎င်းကျွန်မသိပါ၏တဲ့ကျွန်တော်တို့ဒီရာခတ်ဆိုတာကပြည်တစားဖြစ်တယ်သူလောက်ဆောင်နေတာကပြည်တစားလို့သွားနေတာကလည်းအဲ့ဒီလုပ်ငန်းမှာသွားရောက်ပြီးမှလှုပ်ဆောင်နေတဲ့သူတယောက်ဒါပေမဲ့သူဆွဲလန်းတာကပြည်တစားအရာကိုမဆွဲလန်းဘူးဘယ်အရာကိုဆွဲလန်းနေတယ်လို့ပြောတဲ့အခါမှာထာဝရဘုရားကတဲ့ထာဝရဘုရားရဲ့အကြောင်းကိုသူဆွဲလန်းနေတယ်ဘုရားရဲ့အကြောင်းကိုဤပြည်ကိုပေးတော်မူကြောင်းကို၎င်းတဲ့သင်တို့ကိုငါတို့ကြောက်လန့်အားကြီးရဲ့သင်တို့ကြောင့်ပြည်သူပေါင်းတို့သည်စိတ်ပြတ်ကြောင်းကို၎င်းကျွန်မသိပါ၏ဘုရားရဲ့ကောင်းမြတ်ခြင်းနော်မင်းတို့လာပြီးမှဖြတ်စည်းတဲ့အခါမှာငါတို့ကိုလည်းကဲပါဘုရားရဲ့ကောင်းမြတ်ခြင်းကိုသူစဉ်းစားနေတယ်တခါတလေမှာနော်ကျမတို့ဆိုရှင်ကျမတို့ကတော့ဘုရားကျောင်းကိုလာတယ်ရောက်နေတာဘုရားကျောင်းပဲဒါပေမဲ့ကျမတို့ရဲ့ဆွဲလန်းခြင်းကအခြားအရာတွေဖြစ်ဆရာတစ်ပါးပြောဘူးတာရှိရယ်ဝတ်ပြုခြင်းတစ်ခုမှာပေါ့နော်ဆူတောင်းဝတ်ပြုပေးလဲပြီးရောအစားတောက်စားဖို့ရန်အတွက်ဆူတောင်းခိုင်းတာပေါ့အစားတောက်ဆူတောင်းဆက်ကပ်ပေးပါဆိုတော့ဆူတောင်းဆက်ကပ်တာဆရာကလည်းနည်းနည်းဆူတောင်းတာအရမ်းကြာသွားပေါ့နော်အစားတောက်ဆူတောင်းခိုင်းတာအထူးဆူတောင်းသူဖြစ်သွားဆူတောင်းရင်တောင်းနဲ့အဲ့ဒီအိမ်ကကြတော့ကြောင်မွေးထားတာပေါ့ကြောင်ကလည်းကြောင်ကလည်းအနားမှာရှိတယ်ထမင်းနေလည်းအကုန်ခူးပြီးသွားပြီလေနော်အကောင်ခူးပြီးသွားပြီဆိုတော့ကြောင်ကလည်းနားမှာရှိနေကြောင်ကလည်းစားချင်နေပြီသိရမလားသူလည်းဗိုက်ဆန်နေတယ်ဟုတ်မှာပေါ့ကြောင်ကလည်းအဲ့စပွဲလေးမှာအဲ့လိုမျိုးလေးရှိနေရတဲ့အဲ့လိုမျိုးရှိနေတာနဲ့အိမ်ရှင်ကလည်းဘယ်လိုပြောလဲကြောင်ကလည်းစားတော့မလားမသိဘူးဆိုမှဆူတောင်းတာအရန်ကြာတော့သူကလည်းဖွင့်လိုက်ပိတ်လိုက်နဲ့မျက်လုံးလေးလုံရင်းနဲ့အရန်ကြာနေတဲ့ခါကျလို့ကြောင်ကိုလည်းအရန်မောင်းချင်နေတာဒါပေမဲ့ဒီမှာဆူတောင်းကမပြီးသေးတော့မောင်းလို့အတန်းထွက်သွားမယ်လေနော်မောင်းလို့ကလည်းမဖြစ်ဘူးအဲ့လိုဆိုတော့သူကလည်းဆူတောင်းဟိုကလည်းအထူးဆူတောင်းတယ်လို့မျိုးပဲအရန်ကြာနေတာမိသားစုတွေတောင်းလိုက်ဟိုအမျိုးတွေအကုန်တောင်းပြီးလဲယေရှုနာမနဲ့ဆူတောင်းပါ၏ဆိုမှအာမင်ဆိုမထူးပဲနဲ့သူကလေဟဲ့ကြောင်ဆိုပြီးမှဖြစ်သွားအောင်နော်အဲ့တော့ဘာလဲလို့ပြောတဲ့ခါမှာ तू အဲ့ဒါပဲဆွဲလန်းနေရလေ तू အဲ့ဒါပဲကြည့်နေတာကြောင်ကိုပဲကြည့်နေတာစားတော့မယ်ဟိုကဆူတောင်းတာကမသိတော့ဘူးဆူတောင်းတာဘလောက်ပဲဖခင်ကောင်းမြတ်ကြောင်းနေပဲပြောမပြော तू အဲ့ဒါကိုနားမရောက်တော့ဘူး तू ပဲမှာပဲနားရောက်နေတော့လဲဆိုတော့လေကြောင်မှာပဲနားရောက်နေတာဘာလို့အစာစားသွားမှာဆိုလို့လေနော်အစာသွားစားရင်ဆရာမစားရတော့မှာဆိုလို့လေဒါကအဲ့လိုမျိုးဖြစ်သွားတယ်နော်အဲ့ဒီလိုမျိုးပဲကျမတို့ကရာခဆိုတာကြတော့ပြည်တစားလှုပ်ဆောင်နေတော့ညာလည်းပဲသူ့ရဲ့ဆွဲလန်းခြင်းကဖျားမှရှိနေတယ်သူ့ရဲ့ဆွဲလန်းခြင်းကဖျားဘက်မှာအရာကိုမှစိတ်အားကြီးနေတယ်သူစိတ်အားကြီးတဲ့ခါမှာသူတင်တာမကပဲနဲ့သူ့ရဲ့မျိုးဆက်ကကောင်းကြီးမင်္ဂလာနဲ့ရရှိသွားတာဖြစ်တယ်ယေရှုခရစ်ရဲ့ဆွေစဉ်မျိုးဆက်ထဲမှာရာခကပါဝင်သွားတာဖြစ်တယ်ကျွန်တော်တို့ကတော့ဖျားကြောင်ထဲမှာပါတယ်ဖျားကြောင်မှာအေးဆေးပေါ့နော်ထိုင်ကုန်မှာတော့ထိုင်လိုက်တယ်အေးဆေးလေးပဲတွေးနေတာတော့အိမ်မှာတော့ဘာဟင်းနဲ့စားရင်ကောင်းမလဲမသိဘူးဖျားเจ้าမှာကျွေးတာငါကြိုက်ပါမလားမသိဘူးခဏကြောက်ဆရာလည်းတရားဟောတာလည်းရှည်လိုက်တာဒီနေ့တချင်းဆိုတာလည်းဘာတွေဆိုနေမှန်းအောင်မသိနော်ကျမတို့ကဖျားเจ้าနာရောက်နေတာစိတ်ကဘာမှဖြစ်နေလဲဖျားရဲ့မျက်မှောက်တော်ထဲမှာမရှိနေဘူးအဲ့ဒီຢာတွေနဲ့ဆွဲလန်းနေတာဒါပေမဲ့ရာခကတော့အဲ့လိုမဟုတ်ဘူးလုပ်ငန်းလှုပ်ဆောင်နေတာကတော့ပြည်တစားလှုပ်ဆောင်နေတော့ညာလဲပဲ तू ဆွဲလန်းနေတာကအထက်အရာကိုဆွဲလန်းနေတာဖြစ်တယ်တချို့တွေကကြတော့နော်ငွေကြေးဆိုငွေကြေးပဲရွှေပုံကိုပဲမြင်နေတော့တယ်ငွေတုတ်ကြီးတွေကိုပဲမြင်နေတော့တယ်ဖျားပြောက်သွားတယ်မျက်မှောက်တော်ထဲမှာမရောက်နေတော့ဘူးဖြစ်တယ်မျက်မှောက်တော်ထဲမှာရောက်စစ်ဖို့ရန်အတွက်ဖခင်ကခေါ်ထားတာဖြစ်တယ်အဲ့တော့ဆက်ပြီးမှကျမတို့ပြန်ကြည့်တဲ့အခါမှာ
ကျမယုံကြည်တယ်ဒီမှာရှိတဲ့သူတွေကတော့ခန္ဓာကိုယ်ကလည်းဒီမှာရှိသလိုမျိုးခန္ဓာစိတ်ဝိညာဉ်ကလည်းဖခင်ရဲ့မျက်မှောက်တော်နဲ့ရှိနေမယ်လို့ယုံကြည်ပါတယ်အာမင်ဘလို့ချင်းနေပဲဖြစ်နေပါစေနော်ကျွန်တော်တို့တရားကိုကြည့်တဲ့အခါမှာလည်းအင်္ဂါနောက်တောက်ကြည့်တဲ့အခါမှာလည်းဟာအစ်စေပဲနားကြီးတယ်သူလည်းလုံနေရပဲငါလည်းအေးလိုက်တော့မယ်သူတော့ဖုန်းကြည့်နေရပဲငါလည်းကြည့်လိုက်တော့မယ်နောက်တောက်ဆိုလို့ရှင်တော့လည်းမပြီးသေးဘူးအပေါ်မှာသွားချင်လဲသွားတာပဲပြန်လာတယ်ဟိုလူထတာပဲငါလည်းပြန်ထလာအောင်မယ်ကောင်းသောပုံသက်တဲ့အနေနဲ့တင့်ကိုလူတွေကစောင့်ကြည့်နေတယ်လောကသားတွေကဖယားသားပေါ်ထွန်းခြင်းကိုစောင့်ကြည့်တယ်တဲ့တင့်ရဲ့အတ္တတာကိုရပါတယ်ငါ့ကိုဘယ်သူမှဂရုမစိုက်ပါဘူးငါကတော့အသက်ကြီးနေပြီငါတော့ဒီတောင်လေးမှာနေတယ်ဆိုရှင်တော့ရပါတယ်ငါကိုယ်ရမှနေနေတာပါမဟုတ်ဘူးဖယားရဲ့မျက်မှောက်တော်နဲ့လွတ်ချင်းအလို့ငါအဘယ်အရက်ကောက်မှပြေးလို့မရဘူးဖြစ်တယ်ဖြန့်ကျက်ထားတယ်အကုန်မြင်တွေ့နေရတယ်သူများကအိမ်ငိုက်တယ်မဟုတ်ဘူးငါမျက်မှောက်တော်ကိုဆန်ငတ်ဖို့ငါရွေးချယ်မယ်တပါးသူကတနင်္ဂနွေနေ့မှာအလုံးလုံးဖို့ရသွားတယ်မဟုတ်ဘူးငါမျက်မှောက်တော်ထဲမှာတိုးဝင်ဖို့ရတော့ငါရွေးချယ်မယ်တင်းရဲ့အသက်တာထဲမှာဒီလိုမျိုးစုံပြတ်ချက်ချတယ်ရွေးချယ်တဲ့အခါမှာဘုရားကတင့်ကိုတသက်ထူမှာဖြစ်တယ်နောက်တစ်ခုကျမတို့ပြန်ကြည့်တဲ့အခါမှာယောဟန်နှစ်ထဲမှာဆိုရှင်ကျမတို့တွေ့ရတယ်ကာနာမြို့ကမင်္ဂလာဆောင်မှာအဲ့ဒီမင်္ဂလာဆောင်မှာကျမတို့ကြည့်တဲ့အခါမှာစပည့်ရကုန်သွားတယ်ယေရှုခရစ်ကအဲ့မှာရှိနေတယ်ယေရှုခရစ်မေတော်မာရိကသွားပြစပည့်ရကုန်ပြီငါချိန်မြောက်သေးဘူးပြောတယ်ဒါပေမဲ့အဲ့ဒီမှာနောက်ဆုံးလဲကုန်တော့ယေရှုခရစ်တော်ကသူကြည့်လိုက်တဲ့အခါမှာစင်အိုး6လုံးတွေ့တယ်တဲ့6အဲ့ဒီမှာရေတွေဖြည့်ပါတဲ့ကျွန်တော်တို့လေဒီဓမ္မရာဆိုရင်တတိယဆောင်အခန်းကြီး7လောက်မှာကျွန်တော်တို့တွေ့ရမယ်ဇရအတမုတ်ဆိုးမှာဆိုလို့ရှိရင်တော့ခက်လေးမကုံလေးစီအိုးနဲ့မုတ်လေနော်မုံညံနဲ့ခက်လေးမကုံလေးဘုရားအဲ့လိုလုံးလို့မရဘူးလားလုံးလို့ရပါတယ်ဘုရားမှာနီးလန်းနေအများကြီးရှိတယ်အဲ့ဒီရေတိုးတဲ့ကိုပဲဖြည့်ပြီးမှပဲလုံးလို့ရောမရဘူးလားရပါတယ်ဘာဖြစ်လို့6လုံးရုပ်ဖြစ်ခိုင်းလာလဲတလောက်စင်အိုးအကြီးကြီးကိုပြီးတော့ဖြစ်ခိုင်းတာကအစေခံကျွန်းတွေကိုဖြစ်ခိုင်းတာဖြစ်တယ်အဲ့ဒီအစေခံကျွန်းတွေကဘသူအတွက်ကိုရေအိုးဖြည့်ပေးလဲဆိုတော့သူတို့အတွက်မဟုတ်ဘူးနော်မင်္ဂလာဆောင်သူတို့သမီးနဲ့သူတို့သားအတွက်ဖြည့်ပေးတာယေရှုခရစ်ကလည်း तू လှုပ်ဆောင်နေတာကသူ့အတွက်မဟုတ်ဘူးမင်္ဂလာဆောင်သူတို့သားနဲ့သူတို့သမီးအတွက်ဒီမှာအမှုတော်မြတ်ထဲမှာသင်ပါဝင်နေတာက generation မှ generation ကောင်းကြီးရှိဖို့ရန်အတွက်ဖြစ်တယ်6အိုးစလုံးကိုရေဖြည့်ခိုင်းတယ်တခါတလေမှာကျမတို့ကိုခိုင်းလာတဲ့အခါမှာတခါတလေမှာတလောက်ရေတွေကိုဆွဲပြီးမှဖြည့်ရတဲ့အခါမှာညောင်းမှာပဲသူတို့မှာဘာကိုသင်ပေးလဲလို့ပြောတဲ့အခါမှာဖခင်ရဲ့စကားလာတဲ့အခါမှာနာခံတတ်တဲ့ပုံသက်တယ်ဘလို့ခြေနေပဲဖြစ်နေပါစေဖခင်ကခိုင်းလာတဲ့အခါမှာ yes မချီးမွမ်းချင်တော့ဘူးချီးမွမ်းပါ yes ချီးမွမ်းမယ်မလှုပ်ချင်တော့ဘူးဒါပေမဲ့ဖခင်ကလှုပ်ပါလှုပ်ဆောင်တယ်အဲ့လိုမျိုးသင်လှုပ်ဆောင်တဲ့အခါမှာတစ်ဖက်မှာကောင်းကြီးမင်္ဂလာကသင်အတွက် share ပြင်ဆင်ထားတယ်အကောင်းဆုံးသောအရာကိုပြင်ဆင်ထားတယ်ဒီခါလေးမှာကိုလှုပ်ဆောင်လိုက်တဲ့အခါမှာယေရှုခရစ်ကသူလှုပ်ဆောင်ပေးလိုက်တယ်ချီးကျူးသွားတာကပွဲအောက်ကချီးကျူးသွားတာကကြတော့ဟာယေရှုခရစ်တော်တော်လိုက်တာမပြောဘူးနော်အစေခံကြုံလဲသွားပြီးမှဟာတော်လိုက်တာအရှမ်းတော်တာပဲနော်မပြောပါဘူး
သူ့ကိုချီးကျူးလဲတဒိုးသားနဲ့သူတို့သမီးကိုသွားချီးကျူးတာသူတို့နာသူတို့သမီးကတိမာတော့မဟုတ်မှုတော်မြတ်ထဲမှာပါဝင်တယ်လူတွေချီးကျူးခံရဖို့တော့ကျွန်တော်တို့အမှုတော်မြတ်ထဲမှာပါဝင်နေတာမဟုတ်ပါဘူးလူတွေကဟာတော်လိုက်တာဟာဝါရှင်မှာကောင်းလိုက်တာအဲ့ဒီအရာပေါ်မှာတာယာနေဖို့ဖျားလို့မရှိဘူးဘလို့အခန်းကဏ္ဍမှာမဆိုနာခံခြင်းအပြင်လူတွေတိမတိလူတွေငါ့ကိုချီးမွမ်းမွမ်းကဲ့ရဲ့ခြင်းကဲ့ရဲ့ပါစေယေရှုခရစ်တော်ကဲ့ရဲ့ခြင်းတွေအများကြီးခံရတယ်ဒါပေမဲ့ပုံသက်တဲ့အနေနဲ့သူပြခဲ့တယ်အဲ့လိုမျိုးလှုပ်ဆောင်တဲ့အခါမှာကောင်းကြီးမင်္ဂလာကပွဲဥကဘာပြောလဲဆိုတော့သူများဆိုလို့ရှိရင်တော့ကောင်းတဲ့ຢာကိုကျွေးပြီးမှညံ့တဲ့ຢာကျွေးတယ်တဲ့မင်းကြတော့နော်ညံ့တဲ့ຢာကိုကျွေးမှအကောင်းဆုံးသောအရာတဲ့အသက်တာထဲမှာဘုရားကပြင်ဆင်ပေးထားတာဖြစ်တယ်မကြမ်းမနေဘူးလားဝမ်းမြောက်ခြင်းတွေလိုအပ်နေလားခန္ဓာစိတ်ဝိညာဉ်မှာလွတ်မြောက်ခြင်းတွေနဲ့လိုအပ်နေလားဖခင်ရဲ့စေခိုင်းချက်ထဲမှာဖခင်ရဲ့နိယာမထဲမှာဖခင်ရဲ့မျက်မှောက်တော်ထဲမှာတိုးဝင်လိုက်တဲ့အခါမှာအရှိမကောင်းကြီးမင်္ဂလာကကြိုဆောင်နေတယ်တချို့တွေကကြတော့မှုတော်မြတ်ထဲမှာကိုကြော်ကြားဖို့ရန်အတွက်ပဲငါ့ကိုလူတွေသိရင်ပြီးရောအရှိမပဲဘယ်နေရာပြောဆူတောင်းလဲသူပဲတင်းတော်တစ်ခုမှဆိုရှင်ကျမတို့တွေးရတယ်အထူးဆူတောင်းမှဆိုလို့ရှင်လဲမုံသူပဲတောင်းမယ်တရားဟောမှဆိုရှင်လဲမဟုတ်ဘူးသူပဲတချင်းဆိုပါဆိုလို့ရှင်လဲနော်သူပဲထင်ပေါ်ကြော်ကြားခြင်းတယ်လူတွေကဟာမင်းတော်လိုက်တာဆိုတဲ့အရာကိုကြားစီခြင်းတယ်ဒါပေမဲ့ချီးကျူးခြင်းမချီးကျူးခြင်းကလူတွေရဲ့ခွန်မှန်ပေါ်မှာမမူတည်ဘူးဖြစ်တယ်ယေရှုခရစ်ကတင့်ကိုချီးမြှောက်တဲ့အခါမှာလူတွေချီးမြှောက်တာထက်သာ၍ချီးမြှောက်မဲ့ဖခင်ဖြစ်တယ်တင့်ကိုအရှိမကောင်းကြီးမင်္ဂလာများစွာနဲ့တင့်ကိုပုံသက်သေထူပေးမဲ့ဖခင်ဖြစ်တယ်အဲ့တော့ဒီအချိန်တွေမှာလူတွေကချီးမွမ်းခြင်းမှချီးမွမ်းလိမ့်မယ်လူတွေကသိခြင်းမှသိလိမ့်မယ် LMCC အတင်းတော်မှာလာပြီးမှပါဝင်နေရတာကမဟုတ်သေးပါဘူးအချိန်တန်လာတဲ့အခါမှာဖခင်ကတင့်ကိုကောင်းကြီးတွေနဲ့စောင့်မျှော်နေတာဖြစ်တယ်ဖခင်ရဲ့ဘုန်းတော်ကတင့်ကိုစောင့်ကြိုနေတာဖြစ်တယ်နောက်တစ်ခုကိုကျမတို့ကြည့်တဲ့အခါမှာရှမဿဲအခန်းကြီး14မှာကျမတို့ဘာတွေ့ရလဲလို့ပြောတဲ့အခါမှာဟေရောဒိအမျိုးသမီးနော်အဲ့ဒီဟာကကျမတို့သိတယ်သူကကြတော့ဗတ္တိဇံဆရာယောဟန်ကိုသူကကြည့်လို့မရဘူးဖြစ်တယ်ကြည့်လို့မရတဲ့အခါမှာအညိုးအတင်းနဲ့သူထားတယ်ဟေရုရဲ့နော်ပွဲခံစင်ရောက်တဲ့အခါမှာအဲ့ဒီဟေရောဒိရဲ့သမီးကတဲ့အခါမှာနူးညွတ်နဲ့စိတ်ဖြစ်တဲ့အခါမှာမင်းတောင်းမှာဘာလို့ချင်းလဲအဲ့ဒီခါမှာဟေရောဒိကိုသွားမေးတယ်ဟေရောဒိရဲ့သမီးကအားနဲ့ဟေရောဒိကဘာပြောလဲပြောတဲ့အခါမှာဂျွန်the Baptistရဲ့ဦးခေါင်းကိုလိုချင်တယ်တဲ့ဒီမှာစဉ်းစားကြည့်တယ်သူကသူ့ကိုသူတော့အယံကိုမှဘယ်လိုပြောမလဲငါကဒီလူကိုငါအောင်နိုင်သွားပြီငါဂျွန်the Baptistကိုတော့ငါအောင်နိုင်သွားပြီငါဒီလူကိုအလဲထိုးနိုင်လိုက်ပြီသူ့ကိုသူတော့ဟုတ်နေရပဲအမေတစ်ဖက်မှာပြန်ကြည့်တဲ့အခါမှာလူတယောက်ရဲ့အသက်ကိုလည်းသေစေတယ်အဲ့ဒီဦးခေါင်းကြီးရတော့သူ့အသက်တာဘာဖြစ်မှာလဲ
ကျိုးမရှိဘူးဟေရောဒီအကြောင်းကိုလေဟာလေလုယာငါတက်တယ်ငါဒီအရာအဖြစ်ငါတက်တယ်ရတယ်ဆိုတဲ့အရာဒီနေ့တည်းရှိတရားဟောတာမတွေ့ရပါဘူးပုံတက်တယ်လည်းမဖြစ်ပါဘူးဟောပြည်ရစာရခပြည်ရစာလှုပ်ဆောင်နေတော့ညာလည်းပဲဒီနေ့ဒီချိန်ထိခွန်အားယူနေရတယ်ဒီမှာဟေရောဒီအသက်တာဘာလို့မလဲဂျွန်းနန်ဘပ်တစ်ဦးကောင်းရတော့ကောသူ့တက်တာဘာမှမထူးခြားသွားဘူးသူ့ကိုသူကတော့သူထင်နေမှာငါဒီလူကတော့လေငါဆမဂျာရငိုတော့ငါအလဲထိုးနိုင်လိုက်ပြီငါသူ့ရဲ့အသက်ကိုလည်းငါလုံးဝငါဆွဲထုတ်လိုက်နိုင်ပြီဟာလေလုယာသူ့ကိုသူတော့ဟုတ်ညာသိရမလားသူ့အတွေးထဲမှာတော့သူဟုတ်နေတယ်ဒါပေမဲ့ဖះရှိမှလဲညာပုံသက်တယ်မဖြစ်နေဘူးတောင်းလို့ရတယ်ဘုရားသခင်ကပြောတယ်တောင်းကြတော့တောင်းနေရမယ်ဟေယောဒီကောင်းကိုတောင်းနေတယ်ဆိုလို့ရှင်တော့ပုံသက်တယ်ကသွားပြီဂျွန်း the Baptist ကိုရဲ့ခေါင်းကိုနော်ဟေယောဒီလိုမျိုးတောင်းနေတယ်ဆိုလို့ရှင်တော့သွားပြီပဲပုံသက်တယ်ဖြစ်ဖို့ရန်ကျွန်တော်ဘုရားကထားတယ်ကိုယ့်ရဲ့အတ္တအမာနပေါ်မှာပဲမူတည်ပြီးမှတောင်းလျှောက်တယ်ဆိုလို့ရှင်တော့ပုံသက်တယ်မဖြစ်ဘူးဖះလိုရှိတဲ့အတ္တတာလည်းမဟုတ်နေဘူးအေးတရာဆိုရင်တော့ရှင်းတယ်ရှင်မင်းကပြောတယ်ဘာလို့ချင်းလဲတောင်းတယ်သူ့ရဲ့လူမျိုးတွေကဲ့ကျင်ဖို့သူ့ကိုလည်းကဲ့ကျင်ဖို့ကောင်းချီးရှိဖို့ရန်အတွက်ဒီနေ့ဒီချိန်ထိတောင်သူ့ကိုပုံသက်တည်ယူပြီးမှတက်တည်ယူနေရတယ်ခွန်အားယူနေရတယ်တင်းရဲ့အသက်တာကိုလည်းဒီလိုမျိုးဖြစ်စေချင်တယ်တပတ်သူကကြည့်တဲ့အခါမှာဟာဒီလူရဲ့အသက်တာတော့သွားမလုံးနဲ့ကောင်းတဲ့ပုံသက်တည်ပဲဘလို့အချိန်နေပဲရှိဖះဘက်မှာစိတ်အားကြီးတယ်ဘလို့အချိန်နေပဲရှိဖះဘက်မှာပါဝင်တယ်ရှာရီကီဆိုလို့ရှင်တော့ကျွန်တော်လာလဲတယ်ခီးရောက်တာချင်းအတူတူပဲကျမတော်မှသူ့ထက်ပိုပင်ပန်းနေတယ်လို့မျိုးပဲအိမ်မှာပြန်ရောက်ပြီဆိုလို့ရှင်တော့နော်ဆရာဆိုလို့ရှင်အမြဲတမ်းလန်းဆန်းတယ်လန်းဆန်းပဲကားလည်းတနေ့ကိုမောင်းပို့ပေးတယ်သွားချင်တဲ့နေရာစားချင်တဲ့နေရာအကုန်လိုက်ပို့ပေးတယ်စားစမတီလုံးဝမမောမပန်းဘူးဒီရကိုကြည့်ချင်းအဖြစ်ခွန်အားယူစရာဖြစ်တယ်ဟေယောဒီကတော့မဟုတ်ဘူးငါဒီလူကတော့ငါလုံးဝကြည့်လို့မရတော့မရှိမှပဲအေးတော့မယ်ဒီမရှိမှပဲငါအေးနော်ငါတော့အဆင်ပြေတော့မယ်ဒီလူမရှိမှပဲငါကတော့ငါကောင်းကြည့်ရတော့မယ်မဟုတ်ဘူးဒီလူရှိခြင်းမရှိခြင်းနဲ့မဆိုင်မှုဖြစ်တယ်ဖျားအတူရှိခြင်းမရှိခြင်းနဲ့ပဲဆိုင်တာဖြစ်တယ်ဂျွန်း the Baptist ဦးကောင်းရလို့တင်းရဲ့အတ္တမထူးခြားသွားဘူးဟေယောဒီအတ္တကမထူးခြားသွားဘူးဖျားအတူရှိခြင်းကပဲအတ္တမှာထူးခြားစေတယ်ဂျွန်း the Baptist ရဲ့ဦးကောင်းကရချိသွားလို့ဘဝကအနိုင်ရရှိသွားပြီဆိုတာလုံးဝမဟုတ်ဘူးဖြစ်တယ်တင်မုန်းတီးနေတဲ့လူချက်ကိုလည်းဖျားကတိတ်ချစ်တယ်တင်ကြည့်မရတဲ့လူချက်ကိုလည်းဖျားကတိတ်ချစ်တယ်ဒါကြောင့်လို့ကျမတို့ကကောင်းတဲ့အရာသူတစ်ပါးရဲ့အရှိမပုံသက်တဲ့ကိုလင်းစေပါလို့ပြောတဲ့အခါမှာလင်းမှုရံတာဘုရားကအလိုရှိတယ်သူတစ်ပါးရဲ့ရှိမကောင်းတဲ့အရာတွေနဲ့ပုံသက်တဲ့အနေနဲ့ဖြစ်ဖို့ရံတာဘုရားကအလိုရှိတာဖြစ်တယ်ပြီးတဲ့အခါမှာနော်ကျမတို့ပြန်ကြည့်တဲ့အခါမှာလူကခန်းကြီး8ခန်းငယ်43မှာဆိုရှင်ကျမတို့တွေ့ရတယ်သွေးတော်နာဆွဲတဲ့သူအဲ့ဒီမှာဆိုရှင်ကျမတို့ဘာတွေ့ရလဲလို့ပြောတဲ့အခါမှာလူအုပ်ကြီးကသွားတဲ့အခါမှာအကုန်လုံးကတိုက်မိကြတယ်လူတွေချင်းကတိုက်မိကြတယ်ဒီမှာဆိုရှင်လူအများကြီးတဲမှာဆိုချင်းကြုတ်လေးဆိုရင်လူတွေတိုက်မိမယ်အဲ့ဒီမှာ
အမျိုးသမီးတယောက်လုံးဝစေသမားတွေနဲ့အကုန်လက်လွတ်လုံးဝလက်လျှော့လိုက်တဲ့အမျိုးသမီးတယောက်ကယေရှုခရစ်တော်ရဲ့ပပွားတော်ကိုတွားပြီးမှတို့တယ်အကုန်လုံးကတို့တယ်လေနော်ယေရှုကတိလိုက်ပြီငါ့ကိုဘယ်သူတို့တာလဲတပည့်တော်တွေကပြောတယ်ကိုရောကလည်းဒီမှာချင်းလူတွေတလောက်အများကြီးမှာတို့မှာပေါ့ထူးဆန်းဆန်မဟုတ်ဘူးလေနော်ကျွန်မလည်းအဲ့ဒီအကြောင်းအရာလို့တွားပြီးမှအဲ့ဒီနေရာထိရောက်သွားပြီးမှစဉ်းစားကြည့်တဲ့အခါမှာတလောက်လူအများအချင်းမှာထိမိတိုက်မိတာကမထူးဆန်းဘူးမထိမိမတိုက်မိမှာထူးဆန်းတာလေဟုတ်တယ်နော်ဇံများရသွားလားမသိတလောက်လူအများကြီးမှာတယောက်နဲ့မှမတက်မိဘူးဆိုလို့ရှိရင်နော်ထူးဆန်းတာပဲဇံရပြီးမှဘောကနေပြန်ပြီးမှလေဒီလိုသွားနေလားလို့စဉ်းစားကြဖြစ်တယ်ဒါပေမဲ့ဖခင်ကြောင့်လာတာချင်းတူတယ်မူတော်မြတ်မှာပါဝင်နေတာချင်းတူတယ်တူပါပဲထိမိတာချင်းတူတော့ညာလည်းပဲကောင်းကြီးချင်းမတူဘူးဖြစ်တယ်ဖခင်ကြောင့်တတ်တာချင်းတူတော့ညာလည်းပဲကောင်းကြီးကမတူဘူးဘယ်အရာမှာကွာသွားလဲလို့ပြောတဲ့အခါမှာဖခင်ကိုစာငတ်ချင်းပေါ်မှာကွာသွားတယ်ဖခင်ရဲ့မျက်မှောက်တော်ထဲမှာအထေးထိသွားနေခြင်းပေါ်မှာကွာသွားတယ်ငါဖခင်နဲ့နီးကပ်စွာနဲ့သွားမယ်တမရိုးချတနေ့ကုန်နေဆိုရင်တော့ဖျားချောင်းသွားရမယ်ငါသွားမယ်ခဏထိုင်လိုက်ပြီးသွားပြီပြန်မယ်ဝင်လိုက်ထွက်လိုက်သွားလိုက်လာလိုက်နဲ့ဒီလိုအခြေအနေမျိုးတည်းမှာမဟုတ်ငါဒီနေ့ဖခင်เจ้าကိုသွားတဲ့ခါမှာမျက်မှောက်တော်ထေးထိငါရအောင်သွားမယ်ယေရှုခရစ်တော်နဲ့အကုန်လုံးကထိမိတိုက်မိကြတော့ညားလဲပဲယေရှုခရစ်ရဲ့နှလုံးသားကိုရရှိအောင်တို့ထိနိုင်တဲ့သူကအဲ့ဒီအမျိုးသမီးဖြစ်သွားတာအဲ့ဒီထဲမှာသင်ပါပါစေနှလုံးသားကိုလုံးဝပဲဟာနောက်ပြန်အောင်လှည့်ကြည့်ရဘာလို့လဲငါ့ကိုတို့သွားတာတပည့်တော်တွေကမသိဘူးကိုရောကလည်းနော်ဒီခေတ်စကားနဲ့ဆိုရှင်ဟာဒီဘေးအဲ့တော့ယူနေလားမသိဘူးနော်တလောက်လူအများကြီးမှာတိုက်မိမှာပေါ့ဟုတ်ဘူးမိတ်ဆွေထူးခြားတယ်အတ္တတာထဲမှာဖခင်က80လူမျိုးမျက်မှောက်တော်ဒိဋ္ဌိရအောင်ဆွဲခေါ်ခြင်းနေတယ်တင့်ကိုဖခင်က80နေရာဒိဋ္ဌိရအောင်လာစေခြင်းတယ်80လိုမျိုးလှုပ်ဆောင်လိုက်တဲ့အခါမှာပုံမှန်တမယိုးကြပဲမြင်နေတဲ့အခြေအနေထဲကနေဖခင်ကပြန်လဲပြီးမှတတ်တည်ထူပေးတယ်ဖခင်ကပြန်လဲပြီးမှနမိတ်လက္ခဏာကိုပြန်လဲဖြစ်စေတယ်ဖခင်ကပြန်လဲပြီးမှအတ္တတာထဲမှာတမ်းမခြင်းတွေကိုပြန်လဲပြင်ဆင်ပေးတယ်ဖခင်ကအတ္တတာထဲမှာပြန်လဲပြီးမှအသက်တော်လမ်းဆန်းခြင်းတွေကိုဖခင်ကပြန်လဲပြင်ဆင်ပေးတယ်လူတိုင်းကိုကြည့်တဲ့အခါမှာအကုန်လုံးကလည်းအတူတူပဲဆိုလို့ရှိရင်တော့မဟုတ်သေးဘူးဘိုလ်လူကြည့်လဲဒီလူပါပဲယေရှုခရစ်နဲ့အနိကနေနေတဲ့တပည့်တော်တွေတောင်မှပဲမသိနေဘူးဖြစ်တယ်ဒါပေမဲ့အမျိုးသမီးကလုံးဝနှလုံးသားအကျွမ်းမဲ့နဲ့ဖျားထန်သွားတဲ့ခါမှာတိုက်မိတာချင်းတူတောင်မှတို့ထိတာချင်းအတူတောင်မှကောင်းကြီးကကွာသွားတယ်အသက်ရှင်နေကြချင်းအတူတောင်မှကောင်းကြီးမင်္ဂလာကကွာသွားတယ်အဲ့တော့ကျမတို့တမယိုးကြတိုင်းမဟုတ်တော့ဘူးငါဒီနေ့ကနေစပြီးမှဖခင်နဲ့အတူငါသွားလာမယ်သူများကစက္ကတ်တွေဖြစ်စေမစက္ကတ်တွေဖြစ်စေ
LMCC အသင်းတော်မှာငါပါဝင်မယ်အခန်းကဏ္ဍမှာလွတ်လပ်နေတဲ့နေရာတွေမှာငါပါဝင်မယ်ဒီလိုမျိုးဆုံးဖြတ်ချက်ချရအောင်အဲ့လိုမျိုးလှုပ်ဆောင်တဲ့အခါမှာကောင်းကြီးမင်္ဂလာကအစဉ်သင်းစောင့်နေတာဖြစ်တယ်။ negative ပြောနေတဲ့ပတ်ဝန်းကျင်အမျိုးမျိုးရှိနေပါတယ်။အကြောင်းအရာတွေနဲ့ပြည့်နှံ့နေတယ်။ဒါပေမဲ့မဟုတ်ဘူးငါရွေးချယ်မယ်။ဖခင်ရဲ့ကောင်းမြတ်ခြင်းကိုပဲငါရွေးချယ်မယ်။ဖခင်နဲ့အတူပဲငါသွားလာမယ်ဒီလိုဆုံးဖြတ်ချက်ချရတယ်ဆိုလို့ရှိရင်တော့ကောင်းကြီးမင်္ဂလာကတင့်အတွက်ပဲဖခင်နဲ့အတူသွားလာတဲ့သူအနေနဲ့ဖခင်ကတင့်ကိုရွေးချယ်ထားတာဖြစ်တယ်ဒီနေ့ဖခင်ကတင့်ကိုဒီနေရာမှာရောက်ရှိစေတာကလည်းဖခင်ရဲ့ဘုန်းတော်ကိုမြင်တွေ့စေဖို့ရန်အတွက်ဖြစ်တယ်သူတို့ဘက်ကကြားစာဖတ်သည်ဖြစ်စေမဖတ်သည်ဖြစ်စေငါဒီနေ့ကနေမှနှုတ်ကပတ်တော်ကိုငါဖတ်ရှုလေ့လာမယ်သူတို့ဘဆူတောင်းသည်ဖြစ်စေမဆူတောင်းသည်ဖြစ်စေငါဆူတောင်းမယ်ဒီလိုမျိုးလှုပ်ဆောင်လာတဲ့အခါမှာဘလောက်ပဲမကောင်းတဲ့နေပဲကြားနေပါစေမဟုတ်ဘူးဒါကြောင့်တခုမြောက်သောဆာလံမှာမတရားသောသူတို့၏တိုက်တွန်းခြင်းသို့မလိုက်လူဆိုးတို့၏လမ်းတွင်မရက်မနေမထီမဲ့မြင်ပြုသောသူတို့၏အစည်းအဝေး၌မထိုင်မဟုတ်ဘူးအဲ့ဒီလူတွေနဲ့အဲ့ဒီမတရားသောလူဆိုးတွေနဲ့ငါမပေါင်းဖော်ဘူးငါမရက်နေဘူးအငြင်းဝါကြပြောနေတဲ့ပတ်ဝန်းကျင်ထဲမှာငါမရှိနေဘူးငါဘယ်အရာမှာတောင်းတနေလဲဖခင်ရဲ့မျက်မှောက်တော်ငါတောင်းတနေခြင်းကဖခင်ရဲ့မျက်မှောက်တော်ပဲငါစာငတ်တောင်းတနေခြင်းကအငြင်းဝါကြတယ်မဟုတ်ဘူးငါစာငတ်တောင်းတနေခြင်းကဖခင်ရဲ့မျက်မှောက်တော်ပဲငါစာငတ်တောင်းတနေခြင်းကဖခင်နဲ့တွေ့ရှိဖို့ပဲဖခင်ရဲ့မျက်နှာတော်ကိုတွေ့မြင်ဖို့ရန်အတွက်ပဲဖခင်ရဲ့နှုတ်ကပတ်တမန်တရားကိုငါဆင်ခြင်အောင်မေးဖို့ရန်အတွက်ပဲဖြစ်တယ်ဒီလိုမျိုးလှုပ်ဆောင်လာတယ်ဆိုလို့ရှိရင်တော့အောင်ကြီးမင်္ဂလာကတင့်အတွက်ပဲကျမ်းမာခြင်းတွေကလည်းတင့်အတွက်ပဲဖြစ်တယ်ခန္ဓာစိတ်ဝိညာဉ်မှာလန်းဆန်းခြင်းတွေကလည်းတင့်အတွက်ပဲဖြစ်တယ်ဒီလိုမျိုးဆုံးပြည့်ချက်ချရအောင်ကျမတို့ဒီတခိုင်ဘက်ကပေါ့နော်လူတယောက်ကသူကလာတဲ့အခါမှာဟိုတောရမှာနေတယ်ဆိုတော့သူကရန်ကုန်အကြောင်းကိုသိမသိဘူးလေနော်သိမသိတဲ့ခါကျတော့သူကရန်ကုန်ဟိုတောရမှာဆိုလို့ရှိရင်တော့ရှောက်တီးတုတ်တို့ငုတ်ဖတ်တုတ်တို့အတုတ်တွေပဲလေအဆက်တွေဘာတွေပဲအဲ့လိုမျိုးပဲစားလာခဲ့ရရန်ကုန်ရောက်လာတဲ့ခါကျသူကအရန်ပိုက်စားတာနဲ့ဆန်နေဆိုင်ကိုဝင်လိုက်တော့ရေခဲတုတ်ဆိုင်ဖြစ်ရေခဲတုတ်ဆိုင်ကြတော့အဲ့နဲ့သူကလည်းဘလို့အဖြစ်ငါဝင်မယ်ဆိုပြီးမှတခါတည်းသူဝင်ချလိုက်တာဝင်ချအားပြီလေပြောအကောင်လုံးကမှားတာပေါ့နော်ရေခဲတုတ်တပွဲအချိုမြများနောက်တော့ကလည်းရေခဲတုတ်မြရေခဲတုတ်တပွဲချိုစိမ့်နောက်တော့ကမှာရေခဲတုတ်တပွဲအချိုနေနဲ့ရှော့ပေးဒီတော့စဉ်းစားတယ်အတုတ်လဲဟုတ်သေးတယ်ဘာတွေလဲမသိဘူးဆိုအဲ့နဲ့တော့ဟုတ်ပြီငါလှက်အဲ့နဲ့တော့အကိုဘာမှမလဲအေးဟုတ်ပြီရေခဲတုတ်တပွဲအဆမ်ထဲနဲ့သူကြားဘူးတာအတုတ်ဆိုလို့ရှိရင်နော်ရခိုင်နေမှာကအတုတ်တွေဘာတွေပဲကြားဘူးတယ်လေနော်ယုတ်ဒီအဆက်တွေနဲ့ဘာတွေလဲသူလည်းသူ့ကိုသူဟုတ်လားပြီဆိုပြီးမှရေကဲတော့ပဲတို့ကြောင့်ငါ့ကို
အဆက်စားတယ်ဆိုလို့ရှိရင်ငါ့ကိုနော်ရန်ကုန်သားတွေကငါ့ထင်သေးမယ်ဆိုပြီးမှတကယ်တော့ तू အဆက်ကြိုက်တယ်လေဒါပေမဲ့ तू ကငါ့ကိုလူတွေကငါ့ကိုကိတ်ရမှာပဲငါအဆက်မစားဘူးဒီတစ်ခေါက်တော့ဆိုပြီးမှ तू ကရေကဲတော့ပဲအဆက်မထမ်းနဲ့ဆိုပြီးမှတခါတည်းဆိုင်ရှင်ကလည်းသူ့ပြန်ကြည့်မှာဗျာတဲ့ तू လည်းဟမ်လားပြန်ပြီးပြောတယ်ဘာကိုဆိုလို့ချင်းလဲလို့ပြောတဲ့ခါမှာလူတွေရဲ့ဂယုဆိုင်မှုကိုပဲ तू ကအရင်ပဲ attention ထားနေရဒီလူကတော့ငါ့ကိုပြောတော့မှာပဲဟာဒီလူကတော့သစ္စာအဲ့ဒီအရာပဲသူ့စိတ်ထဲမှာရှိနေနော်ကျွန်တော်တို့လည်းမှုတော်မြတ်ထဲမှာလာတဲ့ခါမှာဒီကဲတော့တပတ်အစမ်းထန်နဲ့နော်ဒီမျိုးရိုးတိရောရမဟုတ်ဘူးမသေးကြမရေကြတဲ့အရာလည်းမဟုတ်ဘူးမျက်မှောက်တော်ထဲကိုလာတဲ့အခါမှာတိကျသေးချာတဲ့စာငတ်ခြင်းကိုရှိစေပါတိကျတေးချာတဲ့အကောင်းတဲ့ပုံသက်တွေကိုမြင်တွေ့စေပါအဲ့ဒီအရာကိုတပားသူရဲ့အရှိမဘုရားကလင်းစေခြင်းနဲ့တင်းရဲ့စာငတ်ခြင်းတင်းရဲ့ချီးမွမ်းခြင်းအခုဆိုလို့ရှိရင်အသက်ကြီးရွယ်တွေအများကြီးတွေ့ရတယ်ဖျားကြောင်ထဲမှာလာပြီးမှပေါဝင်တဲ့အခါမှာအဲ့ဒီအရာကိုကြည့်ခြင်းအဖြစ်ဘေးလူကခွန်အားရတယ်သင်ကတော့ဒီအတိုင်းပဲထိုင်နေတော့ညာလည်းပဲအဲ့ရထဲမှာလဲနေတဲ့သူကသင်ကိုကြည့်ပြီးမှခွန်အားရမယ်ဖခင်ရဲ့မျက်မှောက်တော်ထဲမှာစာငတ်ပါလားသင်ဖခင်ကိုချီးမွမ်းနေတဲ့အရာကိုသူတစ်ပါးကကြည့်တဲ့အခါမှာခွန်အားယူစရာဖြစ်တယ်အချင်းချင်းမှာကျမတို့ကြည့်လိုက်တဲ့အခါမှာချီးမွမ်းခြင်းအရာကိုပဲရွေးချယ်တဲ့အခါမှာအသက်တာမှာဖျားပုံးထင်ရှားလာတယ်ယောရှဖတ်ဆိုလို့ရှိရင်တော့စစ်တိုက်ဖို့ရန်သွားတဲ့အခါမှာတချင်းတဲ့တွေကိုပဲအရှိမထားတယ်သူများဆိုလို့ရှိရင်တော့တကက်စစ်တီတော်တွေကိုထားမှာပဲမဟုတ်ဘူးဖခင်ကိုချီးမွမ်းတဲ့သူတွေကိုအရှိမထားစေတယ်သင်ရဲ့တတ်တာထဲမှာတိုက်ပွဲပေါင်းများစွာနဲ့ကြုံလာတယ်ဘလို့ခြေတွေပဲဖြစ်နေပါစေဖခင်နဲ့အတူတူငါရွေးချယ်မယ်ဖခင်နဲ့အတူတူအမှုတော်မြတ်ထဲမှာငါလှုပ်ဆောင်မယ်တိုက်ပွဲပေါင်းများစွာကိုငါဖခင်နဲ့အတူတူငါကြော်ဖြတ်မယ်ဒီလိုမျိုးလှုပ်ဆောင်လာတဲ့အခါမှာသင်ရဲ့တတ်တာကိုသူတစ်ပါးကမြင်တဲ့အခါမှာအတူယူစာဖြစ်လာခဲ့တယ်ယေရှုခရစ်တော်ကိုယ်တိုင်ပင်လျင်သူကပုံသက်တွေကိုပြသွားတာဖြစ်တယ်နာကျင်တယ်ထိုးနှက်တယ်သူ့ကိုရိုက်နှက်ခြင်းတွေရှိတယ်ဒါပေမဲ့သူပြောတဲ့စကားလေးကအယံပဲလုံးသားကိုတို့ထိတယ်ကိုရောသူတို့မတိလို့လုံမိတာသူတို့ရဲ့အပြစ်ကိုခွင့်လွှတ်ပါတဲ့ယောဒီကတော့မရအောင်သူ့စကားလေးတစ်ခွန်းပြောတာမှပဲနော်ဒါတော့မှသူ့ကိုပြောတာမဟုတ်ဘူးသူ့ကိုသိမ်းပိုက်တဲ့ဟေရုကိုသွားပြောတာဒါတော့မှသူမခံနိုင်ဘူးယေရှုကတော့ဘယ်လိုပြောလဲသူ့ကိုဘလောက်ပဲရိုက်နှက်နေပါစေသူ့ကိုဘလောက်ပဲနာကျင်အောင်လှုပ်ဆောင်နေပါစေအဲ့ဒီလူတွေရဲ့အပြစ်ကိုခွင့်လွှတ်ပါကြောင့်နဲ့ကြောင့်နားလေပေးခြင်းအဖြစ်ကြောင့်နဲ့ကြောင့်ဆွဲထူခြင်းအဖြစ်လဲနေတဲ့သူကိုဆွဲထူခြင်းအဖြစ်ဖေးကူခြင်းအဖြစ်ဆူတောင်းခြင်းအဖြစ်ကြောင့်နဲ့ကြောင့်ကျွန်တော်တို့ဆူတောင်းပေးခြင်းအဖြစ်အချင်းချင်းမှာကျွန်တော်တို့ပုံသက်တွေဖြစ်ကြရအောင်ဖခင်ရဲ့ဘုန်းတော်ကိုကျွန်တော်တို့ထင်ရှားကြရအောင်ကျမ်းစာထဲမှာဆိုလို့ရှိရင်တစ်ပေအခန်းကြီးတစ်အခန်းငယ်20နဲ့25မှာကျွန်တော်တို့ဘာတွေ့ရလဲလို့ပြောတဲ့အခါမှာသင်တို့ဒီဖောက်ပြန်ပျက်စီးတတ်သောမျိုးစေ့အဖြစ်ဖြစ်ပွားသည်မဟုတ်ဆက်ပြီးမှသွားပေးပါမ
မဖောက်ပြန်မပြတ်စည်းတတ်သောမျိုးစိတ်ဒီဟုသောအသက်ရှင်၍အစဉ်အမြဲ23မဖောက်ပြန်မပြတ်စည်းတတ်သောမျိုးစိတ်ဒီဟုသောအသက်ရှင်၍အစဉ်အမြဲတည်တော်မူသောဖျားသခင်၏နှုတ်ကပတ်တော်အားဖြင့်ဖြစ်ပွားသောကြောင့်ညီအကိုများကိုချစ်ရအောင်မဆောင်အမှန်ချစ်ခြင်းအလုံးကစိတ်ထဲမှတမန်တရားကိုနားထောင်လျက်ကိုယ်စိတ်နှလုံးကိုစင်ကြယ်စေပြီးသည်နှင့်လူမျိုးရှိသမျှသည်လည်းမျက်ပွင့်ကဲ့သို့ဖြစ်၏လူမျိုး၏ဘုံရှိသမျှသည်လည်းမျက်ပွင့်ကဲ့သို့ဖြစ်၏မျက်ပင်သည်ညှိုးနှံသွေးချောက်တတ်၏အပွင့်လည်းကြွေတတ်၏25ထာဝရဘုရား၏နှုတ်ကပတ်တရားမူကားကာလအစဉ်မြဲတည်၏ထိုနှုတ်ကပတ်တရားတော်သည်သင်တို့အားဟောပြောသောဧဝံဂေလိတရားဖြစ်၏ကျွန်တော်တို့ဘုရားရဲ့မှုတော်မြတ်ထဲမှာလာတယ်အသင်းတော်ထဲမှာလာရောက်ပါဝင်တယ်ဒီအတိုင်းပဲတမယိုးချပါဝင်နေတာမျိုးမဟုတ်ဘူးလူတောင်းနဲ့ကျွန်တော်တို့ပါဝင်ဆက်ကတ်တဲ့အခါမှာဒီအတိုင်းပဲပါဝင်ခြင်းဟန်ဆောင်လောက်နဲ့မဟုတ်ဘူးအမှန်ကန်ဧကန်အမှန်အဖို့တော်မြတ်ထဲမှာကျွန်တော်တို့ပါဝင်မယ်ဝါရှမှာဥဆောင်နေဆိုလို့ရှိရင်လည်းတချင်းဆိုယုံလောက်လေးပဲမဟုတ်ဘူးဖယားနဲ့ပဋိညာဉ်ပြုခြင်းအဖြစ်ငါလှုပ်ဆောင်မယ်ဘလို့အခြေအနေပဲရှိနေပါစေလူတစ်ယောက်ပဲရှိရှိလူနှစ်ယောက်ပဲရှိရှိစက်ကပ်မဲလို့တင်ဆုံးဖြစ်ချက်ချတယ်ဆိုလို့ရှိရင်တော့ဘုရားကတင့်ကိုတတ်တည်ထူပေးမှာဖြစ်တယ်လူနေခြင်းများခြင်းပေါ်မှာအလုံးလုံးတဲ့ဘုရားမဟုတ်ပါဘူးနှလုံးသားတူညီခြင်းပေါ်မှာအလုံးလုံးတဲ့ဘုရားဖြစ်တယ်တောင်းနဲ့တောင်းလုံးသားတူညီတယ်မှုတော်မြတ်ထဲမှာအတူတူကလက်တွေ့ပြီးလှုပ်ဆောင်လာတဲ့အခါမှာဘုရားကအဲ့ဒီအရာပေါ်မှာအမှုသစ်ပြုပေးတာဖြစ်တယ်။တင်းနဲ့ကျွန်တော်ရဲ့စာငတ်ခြင်းပေါ်မှာဘုရားကအမှုသစ်ကိုပြုပေးတယ်ဘုရားဖြစ်တယ်။အဲ့တော့ကျွန်တော်ဒီနေ့မှာကျွန်တော်ဆုံးဖြတ်ချက်ချရအောင်။ဘယ်နေရာမှာကျွန်တော်တို့မဆက်ဆောင်နိုင်တဲ့အရာဖြစ်နေလဲ။ဘယ်အရာမှာအားနည်းနေလဲ။ကိုယ်ခွန်အားနဲ့ထားဖို့တော့မဟုတ်ဘူး။ယေရှုရဲ့ခွန်အားအဖြစ်ယေရှုခရစ်နာမအဖြစ်ငါရှေ့ကိုဆက်မယ်ယေရှုခရစ်ပေးတဲ့ခွန်အားအဖြစ်ငါမှုတော်မြတ်ထဲမှာအဆုံးထိတိုင်အောင်ပါဝင်မယ်ပေါလုကတော့ပြောတယ်ငါပန်းတုံးတန်ကိုရအောင်အဆုံးထိတိုင်အောင်ငါပြေးတယ်တဲ့တချို့ကကျတော့ပြေးလို့ပြေးတယ်နောက်ကရန်သူလိုက်လို့ပြေးတယ်မဟုတ်ဘူးကျမတို့ကအဲ့လိုမျိုးရန်သူလိုက်လို့ပြေးတဲ့ထဲမှာမဟုတ်ဘဲနဲ့အရှိမထားတဲ့ပန်းတုံးတန်ကိုရောက်စေဖို့ရအတွက်ပြေးတော့သူဖြစ်ကြရအောင်ဘုရားကအရှိမပြင်ဆင်ထားတယ်ဒီမှာရှေ့သူအရောက်ချင်းစီတိုင်းအတွက်ပန်းတုံးတိုင်ကိုပြင်ဆင်ထားတယ်အဲ့ဒီအရာကိုအရောက်ပြေးနိုင်ဖို့ရန်အတွက်ဘုရားကအလိုရှိတာဖြစ်တယ်အသင်းတော်ထဲမှာကျွန်တော်တို့ပါဝင်တယ် LMCC အသင်းတော်မှာကျွန်တော်တို့ပါဝင်တယ်အဆုံးထိတိုင်အောင်ဘလို့ခြေနေပဲဖြစ်နေပါစေပြည့်တင်ဝေဖန်ရှုံးချခြင်းနဲ့အမျိုးမျိုးရှိ냐တော့냐လည်းပဲထာဝရဘုရား၌ငါကအဆုံးထိတိုင်အောင်သစ္စာရှိစွာနဲ့ပါဝင်မယ်မှုတော်မြတ်ထဲမှာလက်တွဲပါဝင်မယ်လို့သင်ဆုံးဖြတ်ချက်ချတဲ့အခါမှာဘုရားသခင်ကတစ်ဖက်ကနေတည်ထူပေးမှာဖြစ်တယ်တစ်ဖက်ကနေကောင်းခြင်းမင်္ဂလာကိုပြင်ဆင်ပေးမှာဖြစ်တယ်ဒီရာအဖြစ်ငါရှိတဲ့အရောက်ချင်းစံကိုခွာပေးချင်ပါတယ်အရောက်ချင်းစံထက်ရှင်အောင်လုပ်ပေးပါစေ是